ဒီကနေ့သာသနာတော်နှစ်2554ခုကောဇာတက္ကီ1382ခုဒုတိယဝါဆိုလပြည့်ကျော်15ရက်နေ့ဦးဇင်းတော်ဝါတွင်ကာလဥပုံနေ့မှာရန်ကုန်မြို့ကမာရွတ်မြို့နယ်ဇေယျဝတီကျောင်းတိုက်ကြီးအတွင်းမှာဥပုသ်တရင်ဆောင်သုံးရင်းနဲ့တရားဓမ္မများကျင့်သုံးဖို့ရောက်ရှိလာကြတဲ့ဥပုသ်တေဒကာကြီးဒကာမကြီးများကိုဒီကနေ့ဦးဇင်းတို့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တွေကိုဟောကြားခွင့်ရပါတယ်။ပိဋကပေါင်းသူတော်ကောင်းတို့ကလည်းပဲမြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေကိုနာယူကြည်ညိုခွင့်ရကြ။တရားနာတယ်ဆိုတာဘဝမှာအင်မတန်လိုအပ်တဲ့အလုပ်တစ်ခုလို့ဦးဇင်းတို့အဲ့လိုမြင်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တရားရဲ့စွမ်းအင်တတ္တိအကျဉ်းမြင်အားဖြင့်2မျိုးရှိဘိသိက်တရားရဲ့စွမ်းအင်တတ္တိအကျဉ်းမြင်အကျဉ်းချုပ်အားဖြင့်ဘယ်နှမျိုးရှိသလဲ2မျိုးရှိနံပါတ်1ကဘာလဲဆိုတတ္တဝါတို့ကိုတတ္တာယာပေးတတ်တယ်တဲ့တရားဆိုတာတတ္တာယာပေးတတ်တယ်စိတ်နှလုံးပူပန်နေတာကိုအေးချမ်းသွားအောင်လှုပ်ဆောင်နိုင်တဲ့အစွမ်းတတ္တိဟာတရားမှာပဲရှိတယ်ကျန်တာဘယ်မှာမှမရှိဘူးနော်စိတ်နှလုံးတွေရှုပ်ထွေးနေတာကိုရှင်းသွားအောင်စွမ်းဆောင်နိုင်တဲ့တတ္တိတရားမှာပဲရှိတယ်ကျန်တာပဲမှမရှိဘူးနော်စိတ်နှလုံးမှာလေးလံနေတာတွေကိုပေါ်ပါသွားအောင်စွမ်းဆောင်နိုင်တဲ့တတ္တိဟာတရားမှာပဲရှိဒါကြောင့်မြတ်စွာဘုရားရဲ့တရားတော်တွေဟာနံပါတ်1တတ္တဝါတွေကိုတတ္တာယာပေးတတ်တယ်တဲ့ဒါကိုယုံကြည်ကြတယ်မို့လားဒါကြောင့်တရားဆိုတာလူတိုင်းနာတဲ့ဟုတ်လားနောက်နံပါတ်2ကဘာလဲဆိုတတ္တဝါတွေကိုဆင်းရဲလာတဲ့ဘဝတန်လျာကနေထုတ်ဆောင်ကယ်တင်နိုင်တဲ့အစွမ်းရှိတယ်တဲ့တရားဆိုတာတရားရဲ့အရှိအသွေးအကျဉ်းချုပ်အဖြစ်အဲ့ဒါလို2ခုမှတ်ရတတ္တယာကိုပေးတတ်တယ်ဘဝကန္တာရကနေထုတ်ဆောင်ကယ်တင်တတ်တယ်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေဆိုတာများသောအားဖြင့်တောကပရိဒေဝတွေဒုက္ခတွေဒေါမနတတွေစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေနဲ့အချိန်တော်တော်များများဟာပင်ပန်းဆင်းရဲနေကြတာပဲများတယ်လို့ဦးဇင်းတို့ထင်ပါတယ်ဟုတ်လားဒါကြောင့်ပင်ပန်းဆင်းရဲနေကြတဲ့တတ္တဝါတွေဟာပင်ပန်းမှုကိုတတ်တာစေတဲ့ဆင်းရဲမှုကိုတတ်တာစေတဲ့တရားကိုနာယူဖို့လေ့လာဖို့ကျင့်သုံးဖို့မလိုအပ်ပေဘူးလားလိုအပ်တယ်ငွေကြေးရှိတာမရှိတာနဲ့မဆိုင်ဘူးနော်ပတ်စံတွေဘလောက်ပဲချမ်းသာဂုဏ်တွေဘလောက်ပဲရှိအခုလောလောဆယ်ကျမ်းမာကြီးဘလောက်ပဲကောင်းလို့တပည့်တော်တို့ကောင်းနေပါတယ်ချမ်းသာနေပါတယ်တရားမလိုပါဘူးလို့ဒီလိုမတွေးပါနဲ့ဟုတ်လားဘာကြောင့်လဲဆိုတော့ဘလောက်ပဲချမ်းသာပါတယ်အဆင်ပြေပါတယ်ပဲပြောလူရလူဖြစ်လာရင်ဘဝရလူရလာရင်စိုးရင်စရာဒုက္ခဆိုတာလူတိုင်းမှာရှိပါတယ်နော်နောက်ဆုံးဘဝကွယ်လွန်နေစားရောက်ခါနီးမိမိချစ်မြတ်နိုးတဲ့အရာတွေနဲ့ခွဲရခါနီးတေချာပေါက်အနိစ္စကတကားခောက်လာတဲ့အချိန်မှာလူတိုင်းဟာစိတ်နှလုံးပူပန်မှုဆိုတာရှိကြရမယ်မို့လားကိုအားကိုးရမဟုတ်တဲ့ဒီဂုဏ်တွေပကသနာတွေငွေကြီးတွေကိုအားကိုးရင်းနဲ့ပဲတကယ်ဘေးတွေဆက်ရောက်လာပြီဆိုတော့မှအဲ့ဒါလိုလူမျိုးကပိုးတောင်ဆင်းရဲတတ်သေးတယ်ဟုတ်လားဒါကြောင့်ဘယ်လိုလူမျိုးမှမဆိုဉာဏ်ရှိတဲ့လူသားတိုင်းအတွက်
တရားဟာအင်မတန်လိုအပ်ပါတယ်လို့အလိုအဆုံးသောအရာလို့တောင်ဦးဇင်းကပြောချင်တယ်ဟုတ်လားတခါကြီးမိုက်မြတ်တရားမရှိရင်ကျန်တာတွေဘာပဲရှိလို့နေအဆင်မပြေပါဘူးတရားရှိမယ်ဆိုရင်ကျန်တာတွေဘာမှမရှိတော့လည်းပဲအဆင်ပြေအောင်နေလို့ဖြစ်ပါတယ်ဟုတ်လားတခါကြီးမိုက်မြတ်ဒါဦးဇင်းတို့ရန်တမ်းပြီးတော့ပြောနေတာမဟုတ်ဘူးထိုက်တဲ့လောက်တရားရဲ့ချမ်းသာတရားရဲ့အေးချမ်းမှုကိုတရားကိုမြတ်နိုးတဲ့လူတိုင်းတရားကိုတန်ဖိုးထားတဲ့လူတိုင်းခံစားမှုကြလိမ့်မယ်လို့ဦးဇင်းတို့ထင်တယ်ဟုတ်လားအေးဒါကြောင့်တရားရဲ့စွမ်းရည်တတ္တိအကျမ်းမြင်အဲ့ဒါလိုနှစ်မျိုးနားလည်ပြီးတော့တရားကိုမြတ်နိုးနာယူကြည်ညိုကြရမယ်ဒီကနေ့ပိဿပေါင်းတော်ကောင်းတို့ကိုဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာအရှင်ဒေဝဒတ်ကိုအကြောင်းပြုပြီးတော့ဟောကြားထားတဲ့ဂါထာတစ်ပုဒ်ကိုအခြေခံပြီးတော့ဗမာလိုခေါင်းစဉ်လေးတက်ပြီးတော့ပြောမယ်အလွယ်မဲ့အခက်ကြုံတရားကောင်းစဉ်အလွယ်မဲ့ရင်အခက်ကြုံမယ်ဒီစကားထဲမှာဒီတရားကောင်းစဉ်လေးထဲမှာတရားရဲ့အဓိပ္ပာယ်တွေနည်းနည်းဆိုင်ပါဝင်နေတယ်လို့ဦးဇင်းတို့ခန်းစားရတယ်အလွယ်မဲ့ရင်အခက်ကြုံမယ်လောကမှာလွယ်တဲ့အလုပ်ကဘယ်လိုအလုပ်လဲခက်တဲ့အလုပ်တွေကဘယ်လိုအလုပ်တွေလဲအဲ့ဒီလွယ်တဲ့အလုပ်တွေရဲ့အကျိုးဆက်ကဘာတွေလဲခက်ပါတယ်ဆိုတဲ့အလုပ်တွေရဲ့အကျိုးဆက်ကဘာတွေလဲမသိတဲ့မို့လားသိတဲ့နေနော်ဒါကြောင့်အလွယ်မဲ့အခက်ကြုံတဲ့ဒီတရားတော်ကိုမနာကြသေးခင်မဟောကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိတရားတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟူသောပညာကိုထိုကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့ဂုဏ်တော်ကျေးဇူးတော်တို့ကိုယုံကြည်မြတ်လို့ရှိခိုးပူဇော်ကြအောင်စို့အလုံးအာယုံပြုမြတ်စွာဘုရားကိုကြောကြရအောင်ကရုဏာတိတလဟရယပညာပိသောတဝိဟတမောဟတမံသန္တရမရလောကကတုံဝန္တိတုကတံဂတိဝိမု ṭ ံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလေးရှိတော်မူပါပေထသောပညာပိသောတဝိဟတမောဟတမံအရဟတမတိဟုသောအယံဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသန္တရမရလောကကတုံလူနဲ့မြမတတ္တဝါနန္ဒတို့၏ကြောက်ထီတန်တုအလေးကလူပြုရာတဆူရီသောဆရာသခင်လေးဖြစ်တော်မူပါပေထသောဂတိဝိမု ṭ ံဒေဝမနုဿန္တိရယနှင့်ပေတတလိษံလာယံရှိငါတံသောဂတိတို့မှလည်းအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတ္တဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါပေထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမညာကဲ့သို့မြတ်သားထင်ထင်သိမြင်ပေတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမှုယုံနာနှစ်ဖြာဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝေနေဝနမကာယဝစီမနောချီပေသုံးဤဒွါရပနာမဖြင့်ဒုက္ခယူကျိုးလက်ဆုံးမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားအလွယ်မဲ့ရင်အခက်ကြုံမည်စတင်ပြီးတော့နာယူကြရအောင်ဒုက္ခရာနိအာတာဒုနိအတနောအဟိတာနိသာရင်စီဟိတင်သတာဒုံသတံဝေပရမဒုက္ခရံအာတာဒုနိမကောင်းသည်လေးဖြစ်ကုန်သောအတနောမိမိအတွက်အဟိတာနိသာအကျိုးစီးပွားလည်းတကယ်မရှိကုန်သောကာမဏိယမှုကိစ္စတို့သည်သူကရာနိပြုလွယ်ကြကုန်၏ကောင်းလည်းမကောင်းဘူးကိုယ့်အတွက်လည်းအကျိုးမရှိဘူးဆိုတဲ့အလုပ်ကိစ္စတွေဟာပြုရတာအင်မတန်လွယ်ပါတယ်တဲ့စူးစူးဆိုင်ဆိုင်နားရမယ်နော်တခါယူမိုက်မြအာတာဒုနိကောင်းလည်းမကောင်းကုန်သောအတ္တနောမိမိအတွက်အာဟိတာနိစ္စအကျိုးစီးပွားလည်းတကယ်မရှိကုန်သောကာမဏိယမှုကိစ္စတို့သည်သူကရာနိပြု၍လွယ်ကြကုန်၏ယံကမ္မအကျင့်မှုတို့သည်ဝါအကျင့်အလုပ်တို့သည်ဟ
ဟိတေစာကျိုးစီပွားလဲတကယ်ရှိသာရုံစကောင်းလဲတကယ်ကောင်း၏ဒါကမ္မံထိုကဲ့သို့အကျိုးရှိတဲ့ကောင်းတဲ့အလုပ်တွေကိုကြတော့ဝေစင်စစ်ဧကံအဖြစ်ပရမဒုက္ခရအလွန်တရာပြုနိုင်ခဲ့ကုန်၏မိမိအတွက်အကျိုးစီးပွားလဲတကယ်ရှိမဲ့တကယ်လေကောင်းတဲ့အလုပ်တွေအပြောတွေအကြံတွေကြတော့လုံးရတာပြောရတာကြံရတာအင်မတန်ကိုပဲခက်ပါတယ်အကျိုးလည်းမရှိတဲ့ကောင်းလည်းမကောင်းတဲ့အလုပ်ကိစ္စတွေအပြောတွေအကြံတွေကြတော့ပြောရတာလည်းအင်မတန်လွယ်တယ်လို့ရတာလည်းအင်မတန်လွယ်တယ်ကြံရတာလည်းအင်မတန်လွယ်တယ်ကိုယ့်အတွက်တကယ်အကျိုးရှိပြီးတော့တကယ်လည်းကောင်းတယ်ဆိုတဲ့အလုပ်တွေကြတော့လို့ရတာလည်းဗါတဲ့လေခက်တယ်ပြောရတာလည်းခက်တယ်ကြံရတာလည်းခက်တယ်ဒီနေရာမှာမြတ်စွာဘုရားကဝေဆိုတဲ့စကားလေးဝေစင်စစ်ဧကံအားဖြင့်တကယ်ကိုပဲပရမဒုက္ကရံဒုက္ကရံဆိုတာခက်ခဲတယ်လို့ပြောတာအဲ့ဒီမှာရှေ့ကပရမဆိုတဲ့စကားလေးနဲ့တွဲပြီးတော့ဟောတာပရမဆိုတာအလွန်တရာကိုပဲလို့ဒီလိုလေးလေးနက်နက်ပြောတာကောင်းတဲ့အလုပ်တွေအကျိုးရှိတဲ့အလုပ်တွေကြတော့ခက်ခဲတယ်ဟေးလို့ရိုးရိုးလေးမပြောဘူးတကယ်ကိုမှအလွန်တရာကိုပဲခက်ပါတယ်လို့အဲ့ဒါလိုပြောတာနော်တကယ်ကြီးမိုက်များတော့စဉ်းစားကြည့်နော်မကောင်းတဲ့အလုပ်တွေဟာလွယ်တယ်ကောင်းတဲ့အလုပ်တွေကြတော့သိခက်တယ်လို့ဒါကိုဒီပိဋကကြီးလက်ခံနိုင်ကြပါလိမ့်ဒီတော့လောကမှာလွယ်တယ်ဆိုတာဘာပဲရှိလဲဆိုတော့မကောင်းတာပဲလွယ်တာဟုတ်လားဘာပဲလွယ်တာလဲမကောင်းတာပဲလွယ်တာဒီစကားလေးကိုပြန်ပြီးတော့တိတိကျကျလေးစီစစ်ကြည့်စမ်းမကောင်းတာကလွယ်တယ်ဆိုတော့လွယ်ရင်လည်းမကောင်းဖို့ပဲဖြစ်မှာပဲဟုတ်လားအဲ့ဒီလွယ်တယ်ဆိုတာကိုလုပ်ရနေရင်မကောင်းတာတွေဖြစ်မယ်အကျိုးမရှိတာတွေဖြစ်ဒါအကုသိုလ်တွေကိုပြောတာဒီပိဋကကြီးနားလေတယ်နော်အေးကောင်းတာတွေကသိခက်တယ်တဲ့ဒါကြောင့်သိခက်တာတွေကိုလုပ်ရင်တော့တေချာပေါက်ကောင်းလိမ့်မယ်ဟုတ်လားတကယ်ကြီးမိုက်များအေးဒါကြောင့်ဦးဇင်းတို့ကဒီဂါထာလေးကိုအခြေခံပြီးတော့လွယ်တဲ့တရားတွေဟာအကျိုးမရှိခက်တဲ့တရားတွေဟာအကျိုးရှိလွယ်တဲ့တရားတွေဟာကောင်းလည်းမကောင်းခက်တဲ့တရားတွေဟာကောင်းလည်းကောင်းတယ်ဒီလိုလေးပြောင်းပြန်လှန်ပြီးတော့ပိဋကပေါင်းသူတော်ကောင်းတို့ကိုစဉ်းစားစေချင်တာနော်ဒါကြောင့်အလွယ်မဲ့ရင်တော့အခက်ကြုံရမယ်လွယ်တာတွေကိုပဲလုပ်မယ်ဆိုရင်လွယ်တာကလည်းဘာပဲရှိလဲမကောင်းတာပဲရှိတယ်မကောင်းတာလုပ်ရမှလွယ်တယ်မကောင်းတာပြောရမှလွယ်တယ်မကောင်းတာကြံရမှလွယ်တယ်ကောင်းတာတွေလုပ်ဖို့ပြောဖို့ကြံဖို့ကြတော့အင်မတန်ခက်တယ်တဲ့ဒါကြောင့်ဒီနေရာမှာဦးဇင်းတို့၃ချက်လောက်ပိဋကပေါင်းသူတော်ကောင်းတို့ဘယ်ရာကလွယ်ပြီးတော့ဘယ်ရာကခက်တယ်လဲ၃တွဲလောက်၃ဆုံလောက်ပြောသွားမယ်နော်တဏှာကြီးအချိန်တွင်းလေးမှာနော်စူးစူးဆိုင်ဆိုင်နားရမယ်ပထမအချက်ဦးဇင်းတို့ဘာသာတရားမှာဦးဇင်းတို့ဘာသာမှာမဟုတ်ပါဘူးလေဒီပြင်ဘာသာတရားတွေမှာရောဘာသာရေးနဲ့ဆက်ဆိုင်တဲ့နေရာတွေမှာဒါနဘာသာတိုင်းရှိတယ်နော်ဒီကိစ္စမှအမြအေးဘေကံစွန့်ကျဲလှူဒန်းခြင်းအဲ့ဒီဒါနဆိုတဲ့တရားလေးကိုစဉ်းစားကြည့်စမ်းပေးရတာဟာလွယ်သလားခက်သလားလို့မေးရင်ခက်တယ်ဘာကြောင့်လဲဆိုတော့ကောင်းတဲ့အလုပ်အကျိုးရှိတဲ့အလုပ်မို့လို့ပေးရတာလွယ်သလားခက်သလားခက်တယ်အေးအဲ့ဒီပေးတာနဲ့ဆန့်ကျင်ဘက်ယူဖို့သိမ့်ပိုက်ဖို့ကြတော့လွယ်သလားခက်သလားလွယ်တယ်ငါဟာလို့လုပ်ဖို့ဆိုတာဘာမှခက်ခဲတဲ့ကိစ္စမဟုတ်ဘူးအဲ့ဒီသိမ့်ပိုက်ခြင်းဆွဲလန်းခြင်းမျက်နှိုးခြင်းဆိုတဲ့လွယ်တဲ့အလုပ်တွေကိုလွယ်တယ်ဆိုပြီးတော့စွတ်လုပ်မယ်အဲ့ဒီအလွယ်ကိုကြိုက်မယ်ဆိုလို့ရှိရင်တစ်ချိန်မှဘာဖြစ်မလဲအခက်ကြုံရလိမ့်မယ်တဲ့ဟုတ်လားဒါကြောင့်သိမ့်ပိုက်ရတာမျက်နှိုးရတာဟာလွယ်သလောက်ရေရှိမှကောင်းသလားမကောင်းဘူးမကောင်းဘူးပစ္စည်းတစ်ခုကိုကိုကမျက်နှိုးလို့သိမ့်ပိုက်ပြီဆိုရင်ဒကာဓမ္မတို့ဦးဇင်းတို့သဘောမပေါက်ခင်မှာပဲအဲ့ဒီပစ္စည်းကလည်းကိုကိုပြန်ပြီးတော့သိမ့်ပိုက်သွားတာနော်ကိုကပစ္စည်းကိုငါဟာလို့ပြောလိုက်တာနဲ့ထင်လိုက်တာနဲ့တပြိုင်နက်တည်းအဲ့ဒီပစ္စည်းကလည်းမင်းလည်းပဲငါဟာလို့ပြန်ပြီးတော့သိမ့်ပိုက်ပြီးစားပဲမလွတ်လပ်တော့ဘူးနှောင်ဖွဲ့မိသွားပြီဒါကြောင့်ဒီပစ္စည်းလှုပ်ရင်ကိုလည်းလှုပ်တယ်ဒီပစ္စည်းပြက်ရင်ကိုလည်းပြက်တယ်ပြက်တယ်ဆိုတာစိတ်ထဲမှာပြက်သွားတာပြောတာနော်ဟုတ်လားတခါကြီးမိုက်များသူများပစ္စည်းတွေဘယ်လောက်ပဲပြက်ပြက်စိတ်ထဲမှာစိတ်ပြက်တယ်လို့မရှိဘူးကိုပစ္စည်းလေးကြတော့နည်းနည်းလေးပဲပြက်ပြက်စိတ်ထဲမှာစိတ်ပြက်တယ်ဆိုတာရှိတယ်မဟုတ်လားအေးအဲ့ဒါဘာကြောင့်ပြက်သွားတာလဲကိုဟာလို့ဆွဲလန်းလိုက်လို့ပြက်သွားတာအင်မတန်ထင်ရှားတယ်နော်
ဒါကြောင့်ငါကသာသိမ့်ပိတ်တဲ့သဘောရှိတာမဟုတ်ဘူးပစ္စည်းကလည်းငါ့ကိုပြန်ပြီးတော့သိမ့်ပိတ်တဲ့သဘောရှိတာပဲဒါကြောင့်သိမ့်ပိတ်ရတာဟာလွယ်ပေမဲ့လို့ရေရှိမှခွဲခွာကနေခါကာလမှာအင်မတန်ခက်ခဲတတ်တယ်ဧတပေါင်းသူတော်ကောင်းတို့အလုံးသိကြပါလေယဟန်တော်တစ်ပါးညီမကလှူထားတဲ့သင်္ကန်းကိုဆွဲလန်းလို့အဲ့ဒီသင်္ကန်းကောက်ထဲမှာဆွဲလန်းပြီးတော့သေတော့ဘာဖြစ်သွားတယ်လို့ကြားဖို့လေတန်းဖြစ်သွားတာဒီလူတွေကြားဖို့တယ်နော်အဲ့ဒီသင်္ကန်းကောက်ထဲမှာအဲ့ဒီတန်းပြိတ်တာကလေလှည့်လေပြီးတော့နေတာသူသေးသူပြန်တော်မူသွားတော့သူကဒီပစ္စည်းကိုဘယ်သူမှအပ်ထားခဲ့တာမဟုတ်တော့သူ့ရဲ့ပစ္စည်းကတန်ခိကဖြစ်တယ်တန်ခိကဆိုတာတန်ဃာတွေပိုင်တဲ့ပစ္စည်းဘယ်သူမှမပိုင်ဘူးတန်ဃာတွေပိုင်တာအဲ့တော့တန်ဃာတွေကဒီပစ္စည်းကိုဝေဖန်ကြတော့မှခွဲခြမ်းကြတော့မှဘယ်သူယူလို့ပြောတော့မှာအဲ့ဒီမှာအဲ့ဒီသင်္ကန်းထဲမှာဖြစ်နေတဲ့တန်ကြီးကလေငါပစ္စည်းတွေကိုလူတော်မှာဆိုပြီးတော့ကြောက်လွန်းလို့ဒီပစ္စည်းနဲ့သူနဲ့ခွဲရမှာကိုစိုးရိမ်လွန်းလို့အဲ့ဒီသင်္ကန်းနဲ့သင်္ကန်းကောက်ထဲမှာပတ်ပြီးတော့ပြေးနေတာယဟန်တွေကအဲ့ဒါမသိဘူးမြတ်စွာဘုရားကဒိဗ္ဗစက္ခုနဲ့မြင်တယ်အဲ့ဒီတန်ကြီးအော်နေတဲ့တန်ကိုဒိဗ္ဗသောတာအဘိညာဉ်နဲ့မြတ်စွာဘုရားကကြားတယ်ကြားတော့တဲ့ကြောင့်ချက်သားတို့အဲ့ဒီတိတ်တရဲ့ယဟန်ကို9ရက်အတွင်းမှာဘယ်သူမှမယူနဲ့မကင်နဲ့ဆိုအသာထားခိုင်းတာအထဲထဲမှာပြဿနာတက်နေတာကိုမြင်တယ်မြတ်စွာဘုရားကဒကာကြီးဒီမိုင်မြတ်သိတယ်နော်အေး9ရက်နေတော့ဒီတန်ပြိတ္တာသေတဲ့အခါကျတော့သုတိတနတ်ပြည်ကိုရောက်တယ်ကံဆိုတာကတော့မတရားသဖြင့်ကြီးတော့မလုပ်ပါဘူးကိုလှုပ်ထားတဲ့အတိုင်းပါပဲဟုတ်လားတန်းဖြစ်ရမယ့်အနေထားပါတော့တန်းဖြစ်တယ်လွတ်ရမယ့်အနေထားပါတော့လွတ်သွားတယ်ဒါကြောင့်အပူလည်းမကြောက်နဲ့မကြောက်ဖဲလည်းမနေနဲ့ဟုတ်လားဒကာကြီးမိုင်မြတ်အေးအဲ့ဒီကြတော့မှမြတ်စွာဘုရားကတန်ဃာတော်တွေကိုဝေဖန်ခိုင်းတယ်ဒီတော့မှမြတ်စွာဘုရားကရှင်သားတို့ဒီအကြောင်းကိုရှင်းပြရင်းနဲ့လူဆန္ဒဆိုတဲ့တဏှာလောဘဟာတိတ်ကြောက်เสียကောင်းတယ်သိမ့်ပိုက်မှုဆိုတာတိတ်ကြောက်เสียကောင်းတယ်အဲ့ဒီသိမ့်ပိုက်မှုဆိုတဲ့အညစ်အကြေးဟာဘာနဲ့တူတယ်လဲဆိုရင်တန်မာတက်နေတဲ့တန်ကြီးနဲ့တူတယ်ဟင်ဒီကမာကြီးတွေဘာနဲ့တူတန်ကြီးနဲ့တူတယ်အဲ့ဒီတန်ကြီးဟာတန်ကနေဖြစ်လာပြီးတော့သူဖြစ်ပေါ်လာရတန်ကိုပဲကုံဆုံးသွားအောင်ပျောက်ပြက်သွားအောင်ပျက်စီးသွားအောင်စားဖြစ်တာအဲ့ဒီတန်ကြီးကဘယ်ကဖြစ်လာတာလဲတန်ကဖြစ်လာတာတန်ကဖြစ်လာပြီးတော့အဲ့ဒီဖြစ်ပေါ်ရတန်ကိုပဲစားဖြစ်တယ်အယသာဝမလံသမုဋ္ဌာယတတုဋ္ဌာယဓမေဝခါရတိဧဝံဒီရောနာဇာရိနတာနိကမာနိနယန္တိဒုက္ကတိဒီဂါထာလေးကိုမြတ်စွာဘုရားအဲ့ဒီမှာဟောတာနော်အယသာဝတမ္မသာလင်မလံတန်ကြီးဆိုတဲ့အငြိကြီးသည်သမုဋ္ဌာတိဖြစ်ပေါ်၍လာတယ်တန်ကနေပြီးတော့တန်ကြီးဆိုတာဖြစ်ပေါ်လာတန်ထိုဖြစ်ပေါ်လာတဲ့ထိုအငြိကြီးသည်ပဲလျံတန်ထိုဖြစ်ပေါ်လာတဲ့ထိုအငြိကြီးကိုတမေဝထိုအငြိကြီးကပင်ထိုဖြစ်ပေါ်လာရတန်ကိုပင်လျံတတုဋ္ဌာယဥဋ္ဌာယထပြီးတော့ခါရတိဝါမျိုးလေတော့ဤမိမိဖြစ်ပေါ်လာရနေရာကိုမိမိကပဲဝါမျိုးလိုက်တယ်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့စဉ်းစားရမှာကိုယ့်ကိုဖြည့်ဆည်းသွားမှာဝါမျိုးသွားမှာဒီပြင်အရာတွေကဖြည့်ဆည်းမှာဝါမျိုးမှာမဟုတ်ကိုယ့်ရဲ့စိတ်ထဲမှာအမြင်မရှင်းမှုကြောင့်ဆွဲလန်းเสียလို့ထင်မိတဲ့အတွက်ကြောင့်အဲ့ဒီဆွဲလန်းမိတဲ့မြင်နှုံးမိတဲ့စိတ်ကပဲကိုယ့်ဘဝကိုဖြည့်ဆည်းမှာဆင်းရဲအောင်လုပ်ဆင်းရဲအောင်လုပ်တတ်တဲ့တရားခံအစ်စ်ကိုလည်းစဉ်းစားတတ်ဖို့လိုတယ်နော်ဒကာကြီးမကြီးမြတ်ပြင်ဘက်ကအရာတွေကဖြည့်ဆည်းမှာလားမဟုတ်ဘူးတန်ကိုပြင်ဘက်ကအရာတွေကဖြည့်ဆည်းတာလားသူကနေပေါက်ဖွားလာတဲ့တန်ကြီးကဖြည့်ဆည်းတာလားသူကနေပေါက်ဖွားလာတဲ့တန်ကြီးကဖြည့်ဆည်းတာဒါကြောင့်မိမိရဲ့အတွင်းတဏ္ဍာမှာဖြစ်ပေါ်နေတဲ့ဒီသိမ့်ပိုက်မှုဆွဲလန်းမှုဆိုတာတွေဟာသိမ့်ပိုက်ရတာဆွဲလန်းရတာလွယ်သလောက်နောက်ဆက်တွဲပြဿနာတွေဟာအင်မတန်ခက်ခဲပါတယ်ရှုပ်ထွေးပါတယ်နော်ဒကာကြီးမကြီးမြတ်ဒါကြောင့်အများကြီးကိုဆွဲလန်းရင်းနဲ့သေမယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာလေအခက်ခဲပေါင်းပြဿနာပေါင်းများစွာကိုရင်ဝယ်ပိုက်ပြီးတော့မရှင်းမလင်းနဲ့အဲ့ဒီကြားထဲမှာနစ်သွားမယ်လို့ဦးဇင်းတို့ထင်တယ်ဟင်ဒကာကြီးမိုက်မြအဲ့ဒါလက်ခံလားအေးအဲ့ဒါတိတ်တယဟန်ကြီးတို့လို့ကိုဖြစ်မှဆိုးရတယ်နော်ဒါကြောင့်သိမ့်ပိုက်ရတာဟာလွယ်ပြီမယ်လို့မခက်ဘူးလားအေးအလွယ်မဲ့ရင်အခက်ကြုံနေဆိုတာအဲ့ဒါကိုပြောတာနော်ပေးရတာများကြတော့အကျိုးလည်းရှိတယ်ကောင်းလည်းကောင်းတယ်ဒီလူတွေဘယ်သူမှမငြင်းနိုင်ဘူးနော်ဉာဏ်ရှိတဲ့လူတိုင်းဘယ်သူမှလည်းမငြင်းပါဘူးနော်ပေးရတယ်ဆိုတာကောင်းလဲကောင်းတယ်ပြီးတော့ဗာလဲအကျိုးလည်းရှိတယ်အဲ့ဒီအလုပ်တွေကြတော့မခက်ဘူးလားခက်တယ်ခက်တယ်ပေးရတာအင်မတန်ခက်တယ်နော်ဦးဇင်းတို့ဇတ်တော်လေးတစ်ခုအမှတ်ရတယ်ပြောပြဟိုတုန်းကဘုရားလောင်းကပညာရှိအမတ်ကြီးတစ်ယောက်ဖြစ်တယ်ဘုရင်ကြီးတစ်ပါးရဲ့ပညာရှိအမတ်ကြီးတစ်ယောက်ဖြစ်တယ်တနေ့ကျတော့အဲ့ဒီဘုရင်ကြီးစီကိုပရောဟိတ်သားဖနှစ်ယောက်လာပြီးတော့ဖူးမြော်ကြအဲ့ဒီပရောဟိတ်ကြီးရဲ့သားက
ခန့်ငယ်ငယ်အရွယ်ရောက်ခါစားအဲ့ဒီကလေးကလေမိဘရဲ့ခေါင်းကြီးကိုမြင်လိုက်ဆွဲလန်းသွားတာအဲ့ဒါနဲ့အိမ်လေးရောက်ပြီးတော့ထမင်းမစားဟင်းမစားနဲ့တခါတည်းဒီမိဖုရားမှမရရင်သေပါမယ်ဆိုဖြစ်ခဲ့ဖြစ်ရပရောဟိတ်ကြီးကလည်းဘာမှမတတ်နိုင်ဘူးချို့လို့လည်းမရဘလူပြောလို့မှလည်းမရအဲ့ဒါနဲ့ကဲငါသားအသက်တော့ဒီလိုနဲ့ဆုံးရတော့မှာလားဘုရင်ကြီးကလည်းသူနဲ့သိရင်းနှီးတယ်ဆိုတော့အဲ့ဒါဘုရင်ကြီးတွေသွားပြီးတော့အကျိုးအကြောင်းပြောတာပြောတော့ဘုရင်ကြီးကစဉ်းစားတယ်တတ္တဝါတူတယောက်ရဲ့အသက်ကိုကယ်ကောင်းပါတယ်ဘုရင်ကြီးကစိတ်ကောင်းနှလုံးကောင်းရှိအဲ့ဒါနဲ့ကိုင်းရှိစေငါရဲ့မိဖုရားကိုမင်းရဲ့သားကို9ရက်ပေးမယ်မိဖုရားကိုဘယ်နှစ်ရက်ပေးမှာ9ရက်ပေးမယ်လေတော်တော်ရေရောတဲ့ဘုရင်ကြီးပဲအဲ့ဒါနဲ့မိဖုရားကို9ရက်ပေးလိုက်တယ်မိဖုရားကလည်းဘုရင်ကြီးကအသက်ကြီးဒီလူလင်ကငယ်ငယ်ဆိုတော့အဲ့ဒီ9ရက်အတွင်းမှာသူတို့နှစ်ယောက်မြစ်တာမျှပြီးနန်းတော်မပြန်တော့ပါပဲနဲ့တခြားတိုင်းပြည်ကိုထွက်ပြေးကြတာဗျာနော်မိဖုရားစီစဉ်ကိုစွန့်သွားတာနော်အဲ့ဒီလိုထွက်ပြေးကြပြီဆိုတာလဲသိရောဘုရင်ကြီးကလေပေးတော့ကမှ9ရက်ပဲပေးတာကိုဟုတ်လားအဲ့ဒီတော့ဘာဖြစ်တုံးဆိုတော့ဒီမိဖုရားစိတ်နဲ့တမိုင်မိုင်တွေဖြစ်တယ်ဆင်းရဲတယ်ပင်ပန်းတယ်နောက်ဆုံးစိတ်ကသိပ်ပြီးတော့ပင်ပန်းတော့ရုပ်တွေပါပင်ပန်းလာတယ်ဖောက်ပြန်လာတယ်အဲ့ဒါနဲ့နောက်တော့သွေးဝမ်းနေသွားပြီးတော့အင်မတန်ကိုတနာစရာကောင်းတဲ့အနေအထားကိုရောက်တယ်ဒီရှင်မင်းကြီးအဲ့ဒါနဲ့ဦးဇင်းတို့ဘုရားလောင်းပရောဟိတ်အမတ်ကြီးကဦးဇင်းတို့ဘုရားလောင်းပညာရှိအမတ်ကြီးကသိတယ်ဒီကိစ္စဒါကြောင့်ဖြစ်တာအဲ့ဒါနဲ့တို့ရဲ့ကျေးဇူးရှင်ဘုရင်ကြီးကိုစိတ်ကုမယ်ဆိုပြီးတော့သူ့ရဲ့ဘေးကသူ့ရဲ့လက်အောက်အမတ်2ယောက်ကိုသင်ပေးတယ်ဘုရင်ကြီးကဒီလိုမေးရင်ဒီလိုဖြေလို့တီးလုံးတွေတိုက်ပြီးတော့နော်အဲ့ဒါနဲ့ဘာလို့လို့ဆိုဘုရင်ကြီးစိတ်ညစ်တော်မူတယ်ဘုရင်ကြီးကိုပြောတော်ဆက်မယ်ဆိုပြီးတော့ကာပွဲသဘင်တွေမျက်လှဲ့တွေဘုရင်ကြီးရဲ့ရှေ့မောက်ကိုခေါ်ပြီးတော့ဘုရင်ကြီးကိုပြအဲ့ဒီမှာအင်မတန်ဆန်းကျယ်တဲ့မျက်လှဲ့ပွဲတစ်ခုပါတယ်အဲ့ဒါကဘာလဲဆိုတော့30နဲ့2လက်သစ်ရှိတဲ့တန်လျက်ကြီးကိုတခါတည်းကြည်ရင်နဲ့မျိုးချလိုက်တယ်အခု DVD ဘာတွေထဲမှာလည်းလာတယ်မဟုတ်လားဟင်မျက်လှဲ့တွေဘာတွေမျက်စိရှိတယ်ဘာတွေဖြစ်သွားမှမသိဘူးဘယ်နဲ့လှုပ်တယ်လို့လည်းမသိဟုတ်လားအဲ့ဒီတန်လျက်ကြီးကြည်ရင်နဲ့မျိုးသားဘယ်ထက်ရောက်သွားရောအဲ့တော့ဘင်းကြီးကတော်တော်အော်တယ်အဲ့ဒါအမတ်3ယောက်ဘုရားလောင်းဦးစီးတဲ့အမတ်3ယောက်ကလည်းဘေးကနေဝိုင်းပြီးတော့ခါစားနေတာအဲ့ဒါဘင်းကြီးကအော်ပြီးတော့မေးတယ်ဟဲ့ပညာရှိမတ်တို့လောကကြီးမှာလေဟောဒီတန်လျက်ကြီးကိုမျိုးရတာတဲ့ခက်တဲ့အလုပ်များရှိသေးလားကွယ်တို့ဒီတန်လျက်ကြီးကိုမျိုးရတာတဲ့ခက်တဲ့လူရှိသေးလားတဲ့အဲ့တော့ဘုရားလောင်းကတယောက်ကိုတင်ထားတယ်အဲ့ဒီတယောက်ကအရန်သင်းထပြေတယ်မှန်လားပါရှိကြောင်းပါဖေ။ဒီပြောစမ်းကွာမှန်လားပါဗျာဒီတန်လျက်ကြီးကိုမျိုးရတာတဲ့လောကမှာပေးမယ်လို့ပြောရတာအင်မတန်ခက်ပါတယ်ဗျာတဲ့စဉ်းစားကြည့်တော့ကိုယ့်ကိုစဉ်းစားကြည့်အခုပြောရဲလားဘာပေးမယ်လို့ပြောရဲတော့တက္ကမကြီးလေဒီပြောတော့ဘာပေးပါမယ်လို့အခုပြောရဲလားဘယ်စဉ်းစားရအောင်ပဲဟုတ်လားစဉ်းစားရအောင်ပဲဒါကြောင့်32လက်တဲ့တန်လျက်ကြီးကိုမျိုးရတာတဲ့ဘာလဲပေးမယ်လို့ပြောရတာကဘာတဲ့လဲခက်တယ်တဲ့အဲ့တော့ဘင်းကြီးကစဉ်းစားတယ်ငါပရောဟိတ်သားကိုအင်မတန်ပေးနိုင်ခဲ့တဲ့မိဖုရားကိုငါပေးမယ်လို့ပြောလိုက်တယ်ငါသိခက်ခဲတဲ့အလုပ်ကိုလုပ်တာပဲလို့နည်းနည်းလေးကျင့်နှံ့မှုရပြီးတော့ယောဂနည်းနည်းလေးတက်တာစားပြုတ်တယ်ဟုတ်လားအဲ့ဒါနဲ့ဆက်ပြီးတော့သူကသိကျင်စိတ်ကပြင်းထန်လာတယ်ဘုရားလောင်းရဲ့အကွက်ထဲကိုတန်းဝင်လာပဲနော်တန်းဝင်လာကဲအမတ်တို့အဲ့ဒီလိုပေးမယ်လို့ပြောရတာခက်တယ်ဆိုတာငါလက်ခံတယ်အဲ့ဒီပေးမယ်လို့ပြောရတာတဲ့ခက်တဲ့အလုပ်ကိုရှိသေးလားတဲ့နောက်ထပ်မှန်လားပါရှိပါသေးတယ်ဖေ။နောက်ထပ်အမတ်တယောက်ကဘာတော့ပေးမယ်လို့ပြောရတာတဲ့တကယ်ပေးလိုက်ဖို့ကပိုခက်ပါလေဖေ။တဲ့ကဲစဉ်းစားတော့တခါကြီးမိုင်းမြတချို့ပေးမယ်လို့ပြောပြီးတော့တကယ်ပေးကြဆိုတော့မပေးတော့ဘူးအများကြီးပေးမယ်လို့ပြောပြီးမှနည်းနည်းပေးတာရှိတယ်ကောင်းတာပေးမယ်လို့ပြောပြီးမှမကောင်းတာပေးတာရှိတယ်ဟုတ်လားတခါကြီးမိုင်းမြဂရိတီသလားမတီးဘူးဟုတ်လားပေးမယ်လို့ပြောရတာကနည်းနည်းလွယ်သေးတယ်တကယ်ပေးလိုက်ဖို့ကြတော့ခက်လိုက်တာဘင်းရတော့သဘောကျတယ်တဲဟုတ်တာပဲအေးငါပေးမယ်လို့လည်းပြောတယ်တကယ်လည်းပေးလိုက်တယ်တဲဟုတ်တဲ့ငါပဲလို့စဉ်းစားတော့ပီတိဝင်လာတော့တောကကအလိုလိုပြောက်တာဟုတ်ဟင်းတကယ်ယူမိုက်မြအဲ့ဒါနဲ့ယောဂကနည်းနည်းတက်တာအဲ့ဒါနဲ့သူတီးကျင်စိတ်ကိုမမျိုးသိမ့်နိုင်အမတ်တို့အဲ့ဒီတကယ်ပေးလိုက်ရတာခက်တယ်ဆိုတာလည်းငါယုံကြည်တယ်အဲ့ဒါတဲ့ခက်တာများနောက်ထပ်ရှိသေးလားမှန်လားပါရှိပါသေးတယ်ဖေ။အဲ့ဒါဖေလောင်းဖြေဘာတော့ပေးပြီးတဲ့နောက်မှာဝမ်းမနေပဲနဲ့နောင်တမရပဲနဲ့ကိုပေးထားတဲ့အမှုကိစ္စကိုဝမ်းမြောက်ဝမ်းသာကြီးလင်းနေနိုင်မှုကပုခက်ပါတယ်ဖေ။ကဲပညာရှိစကားများသိတ္တံမှုရှိတယ်နောက်တခါကြီးမိုင်များတချို့တော့ပေးမယ်လို့လည်းပြောတယ်တကယ်လည်းပေးလိုက်တယ်ပြီးတော့စိတ်ကမချမ်းသာမျိုးတွေးပြီးမချမ်းသာအောင်လည်းသူများမြင်အောင်လည်းမပြရဲဘူးခက်လိုက်တာဟုတ်လားအေးအဲ့တော့ဘင်းကြီးကသူ့မှာကွက်တိဝင်နေတာလေပ
ပေးမယ်လို့ပြောတယ်ပေးလဲပေးတယ်အခုပေးပြီးတော့မှသူကဘာဖြစ်နေလို့သူကပြဿနာဖြစ်နေတယ်အဲ့ဒီတော့မှ gain ဒီခက်တာကြီးလည်းငါကြိုးစားပြီးတော့ရအောင်လုပ်မယ်ဝမ်းသာပြီးတော့ဘင်းကြီးရဲ့ယောဂအဲ့ဒီမှာပျောက်တယ်တော့ပေးတဲ့သူကိုပြောချင်တာကဘာလဲပေးရတာဟာလွယ်သလားမလွယ်ဘူးခက်တယ်နော်တကယ်ကြီးမိုက်မြပေးမယ်လို့ပြောရတာခက်တယ်တကယ်ပေးလိုက်ဖို့ပိုခက်တယ်ပေးပြီးတဲ့နောက်နောင်တမရဘူးကတော့အခက်ဆုံးပါပဲဟုတ်လားတကယ်ကြီးမိုက်မြအေးဒါကြောင့်အဲ့ဒီခက်ပါတယ်ဆိုတဲ့အလုပ်ကိုပဲကြိုးစားပြီးတော့လုပ်ရမယ်အဲ့ဒီခက်တယ်ဆိုတဲ့အလုပ်ကလုပ်တုံးမှကြိုးစားရပြီမလို့ရေရှိမှသူ့ရဲ့အကျိုးဆက်တွေကနိဗ္ဗာန်ထိအောင်ရောက်နိုင်တယ်ဒီဆွန့်လွတ်မှုဟာလေနိဗ္ဗာန်ထိအောင်ရောက်နိုင်တယ်နော်တကယ်ကြီးမိုက်မြဆွန့်လွတ်မှုပမာဏကြီးရင်ကြီးသလောက်အကျိုးပေးလဲကြီးတာပဲဟုတ်လားဦးဇင်းတို့မြတ်စွာဘုရားရောင်ကြီးတော်ဘလောက်ကွန်မြူးတယ်လို့ကြားဘူးလို့အေးရောင်ကြီးတော်အေးပမာဏကတလန်လောက်လေဟုတ်လားပဂတိတလန်လောက်မြတ်စွာဘုရားအကြောင်းဟာပြန့်တယ်လွန်ခဲ့တဲ့ကဘာတသိန်းကပွင့်တဲ့ဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားကြတော့ရောင်ကြီးတော်ဟာဒီစัจ java တစ်ခုလုံးနှံ့တယ်နေရလတွေရဲ့အလုံးမရှိဘူးလို့ဆိုတယ်ဘုရားရဲ့အကြောင်းနဲ့နေကြတာကြက်တွန်တာတွေငှက်တွေအော်တာတွေကြည့်ပြီးတော့အော်မနဲ့လင်းပြီပဲလို့ဒီလိုသိရတယ်လို့ဆိုတယ်ဖျားချင်းတူပါလက်ကနေအယောင်ထွက်တာချင်းဘာကြောင့်မတူသလဲဆိုတော့ဒါလေးကိုနည်းနည်းလေးမှတ်သားစေချင်လို့ဟုတ်လားစွန့်လွတ်စဉ်အခါတုန်းကစွမ်းအားတတ္တိကွာခြားသွားလို့ရရှိတဲ့အကျိုးတွေကွာခြားသွားတာဦးဇင်းတို့ဘုရားလောင်းကဝေဒနာယဇတ်တော်မှာဒီမှာလေသားတော်လေးတွေသမီးတော်လေးတွေဇာလီတို့ကနာစိန်တို့ကိုစွန့်လူတော့ဟိုမှာဒေဝဒတ်ရဲ့လောင်းဗာလေလှူတာတွေအကုန်စားတယ်ဇူစကားပုံနာဟုတ်လားအေးဇူစကားပုံနာကရိုက်နှက်တော့ဘုရားလောင်းကဘာလုပ်တော့အန်ကျိတ်ပြီးတော့မျက်ရည်ကျပြီးတော့ဓာထဆွဲတာငါရှိမှဒီလိုလုပ်ရမလား तू လှူပြီးသားနော်အဲ့ဒီလှူပြီးသားကို तू အခုဘလို့ဖြစ်တာလဲဓာထဆွဲတာပြီးတော့မှသူ့ရဲ့ဒီဖောက်ပြန်တဲ့စိတ်ကိုပြန်ပြီးတော့အောင့်ပြီးတော့မျက်ရည်တုတ်ကျပြီးတော့ကြိုးစားသွားတာပဲအောင်မြင်သွားတယ်နော်မျက်ရည်အကျခံပြီးတော့ကောင်းတာကို तू လုပ်တာအေးဒါပေမဲ့သူ့ရဲ့စိတ်ကအဲ့လိုမျိုးဘုဒ္ဓမုဒ္ဒရာဘုရားလောင်းကြတော့အဲ့လိုမဟုတ်ဘူးသူ့ရဲ့သားကိုလာအလှခန္ဓာကဘလူးကလာအလှခန္ဓာအဲ့ဒီမှာဘလူးကသူ့ရှေ့တွေကိုပဲကြားသွဲကြားရင်းကိုစားတယ်လို့တခါတည်းစားပြစ်တာအဲ့ဒါသွေးတွေကပစောင်ကနေစီးကြတယ်လို့ဆိုတယ်အဲ့ဒါကိုအဲ့ဒီဘုရားလောင်းကကြည့်ပြီးတော့ငါရဲ့ဒါနပါရမီအထွတ်အထိပ်ကိုရောက်တယ်ဆိုတော့ဝမ်းသာပြီးတော့ပီတိဖြစ်တယ်လို့ဆိုတယ်အော်ဒါသိကောင်းတယ်နော်ဒီစိတ်ဓာတ်ကိုကိုချင်းစားလို့မရနိုင်ဘူးနော်ဘယ်ရနိုင်မလို့ကိုကအပါမွားပဲဟုတ်လားတကယ်ကြီးမိုက်မြကိုချင်းစားလို့မရနိုင်ဘူးအဲ့ဒါလောက်ထူးခြားဆန်းကျယ်တဲ့စိတ်ဓာတ်ကြောင့်ထူးခြားဆန်းကျယ်တဲ့ကိုရောင်ကိုဝါတွေဟာစัจ java နဲ့အနှံ့ပြန့်နေဆိုတာပေးတတ်တော့သူ့အကျိုးနဲ့သူပေါ့နော်ဟုတ်လားအဲ့တော့ပေးကမ်းစွန့်ကျဲလှူဒန်းခြင်းဆိုတဲ့ဒီစွန့်လွတ်မှုရဲ့အင်အားဟာကြီးမားရင်ကြီးမားသလောက်ရေရှည်မှာအကျိုးစီးပွားတွေမများပေဘူးလားများမယ်အဲ့ဒီလိုပေးကမ်းစွန့်ကျဲမှုရဲ့ဆန့်ကျင်ဘက်လွယ်ကူပါတယ်ဆိုတဲ့သိမ့်ပိုက်မှုကြတော့လွယ်ပေမဲ့လို့ရေရှည်မှာပါလေခက်ခဲတတ်တယ်လို့နားလည်ပြီးတော့အလွယ်မဲ့ရင်တော့အခက်ကြုံလိမ့်မယ်လို့ဒီနေရာမှာတစ်ချက်မှတ်ရအဲ့ဒါဒါနာခံပြီးကြစို့နော်နောက်သီလခံသွားကြည့်ရနော်သာသနာတော်မှာသူဆင်လေးနဲ့သူရှိတယ်လေအလုပ်ကိစ္စလေးတွေကဟုတ်လားဦးဇင်းတို့စားလို့ဆိုရင်တော့အနုပုပ္ပိကထာပေါ့အစဉ်အတိုင်းပြောဆိုတဲ့စကားပေါ့နော်ကိုဒါနာပြီးတော့ပဲရောက်လာပြီသီလဟာဘာလဲလို့မေးရင်စောင့်စည်းတာပြည့်တဲ့ဘာလဲစောင့်စည်းတာနှုတ်ကိုစောင့်စည်းတယ်ကိုယ်နှုတ်စောင့်စည်းတယ်ထင်းတဲ့အတိုင်းလှုပ်ချင်တဲ့အတိုင်းမလှုပ်ဖဲနဲ့စောင့်စည်းတယ်ထိမ့်သိမ့်တယ်ပြည့်တဲ့စောင့်စည်းတယ်ထိမ့်သိမ့်တယ်ဆိုတဲ့စကားလေးထဲမှာတိတိကျကျစဉ်းစားကြည့်မလှုပ်ချင်လို့မလှုပ်တာလားလှုပ်ချင်ရက်နဲ့မလှုပ်တာလားလှုပ်ချင်ရက်နဲ့မလှုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါစောင့်စည်းနေရတယ်ထိမ့်သိမ့်နေရတယ်မလှုပ်ချင်လို့ကိုမလှုပ်တာဟဲ့ဆိုရင်တော့စောင့်စည်းစရာကိုမလှုပ်ဘူးထိမ့်သိမ့်စရာကိုမလှုပ်ဘူးအလိုလိုလုံးနေတာအဲ့ဒါအရိယာတို့ရဲ့သီလဆိုတာအဲ့လိုမျိုးအောင့်စရာမလိုဘူးခင်ဗျားတို့ကျုပ်တို့ကတော့ဘာလဲအောင့်ရမှာပဲမရှိလို့မဟုတ်ဘူးပြင်ဘက်ကိုမထွက်အောင်အောင့်ထားတာအဲ့ဒါအင်မတန်ခက်တယ်နော်တခါကြီးမိုင်များအဲ့ဒါလို့အောင့်လို့များအောင့်နေရတာပါသူ့စိတ်ထဲမှာရှိပါတယ်ထင်ကြီးစရာမရှိပါဘူးလို့မပြောနဲ့အဲ့ဒါလို့မအောင့်နိုင်ကြလို့လောကကြီးမှာစူပွက်နေကြတာမလှုပ်တဲ့အလုပ်တွေကိုမအောင့်နိုင်လို့လှုပ်လိုက်တယ်ဟုတ်လားမပြောတဲ့အပြောတွေကိုမပြောနိုင်မအောင့်နိုင်လို့ပြောလိုက်တယ်အဲ့ဒီမအောင်နိုင်ခြင်းဆိုတဲ့တရားခံသေးသေးလေးကြောင့်အမှုကိစ္စတွေအကြီးကြီးထွားသွားကဘာကြီးတစ်ခုလုံးကိုလည်းကြည့်နော်ဟုတ်လားတကယ်ကြီးမိုက်မြအဲ့ဒီမအောင်နိုင်တဲ့ကိစ္စဟာအင်မတန်ကြောက်စရာမကောင်းဘူးလားကြောက်စရာကောင်းတယ်အဲ့ဒါလို့စောင့်စည်းတယ်ထိမ့်သိမ့်တယ်ဆိုတဲ့သီလပိုင်းဆိုင်ရာကိုကြည့်ရင်လည်းပဲဟေ့မစောင့်စည်းဘူးကွာမထိမ့်သိမ့်ဘူးကွာထင်ရလို့မယ်စိတ်ရလို့လိုက်ပြီးတော့
လှုပ်ချင်ရင်လှုပ်လိုက်မှာပဲပြောချင်ရင်ပြောလိုက်မှာပဲဆိုတာကြတော့မလွယ်ဘူးလားလွယ်တယ်တီလရဲ့ဆန့်ကျင်ဘက်ဒုတိလဖြစ်ဖို့ကြတော့လွယ်သလားခက်သလားလွယ်တယ်ဒုတိလဖြစ်ဖို့လွယ်လေးနော်အဲ့ဒီမှာစောင့်စည်းမယ်ဟေ့ထိမ့်သိမ့်မယ်ဟေ့တီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်အောင်လုပ်မယ်ဆိုတော့ကြတော့မခက်ဘူးလားခက်တယ်အဲ့ဒီနေရာမှာလည်းပဲအလွယ်ကြရင်နော်အခက်ကြုံဦးမှာပဲဟင်ဒကာကြီးမိုင်းမြအလွယ်ကြရင်နော်အခက်ကြုံဦးမှာပဲခက်ပါလေဆိုတဲ့သီလကိုကြိုးစားပြီးတော့စောင့်စည်းမယ်ဆိုရင်ကိုကျင့်တတ်တယ်ကိုအားရတယ်ငါစောင့်စည်းနိုင်တယ်ထိမ့်သိမ့်နိုင်တယ်ဆိုပြီးတော့အဲ့ဒီကျင့်တတ်မှုနှစ်သက်မှုသည်သီလဖြစ်တဲ့အတွက်ကြောင့်တမာတိတို့ပညာတို့ရဲ့တရားနော်တမာတိတို့ပညာတို့ဟာတရားဖြစ်တဲ့အတွက်ကြောင့်ဓာတ်ထက်မြင့်မြတ်တာကိုလှမ်းသွားဖို့အင်မတန်လွယ်သွားတယ်ဒါကြောင့်သီလအရေးမကြီးဘူးလားကြီးတယ်လွယ်တယ်ဆိုပြီးတော့သွားမလုံးနဲ့နော်ကျမ်းရင်ကျမ်းတဲ့လောက်သူကလည်းပဲတံပြန်နေလာမယ်ခုတက္ကမတို့ဦးဇင်းတို့ဒီထဲမှာတရားနာနေတဲ့ပုဂ္ဂိုလ်တွေကတော့သိကြမ်းကြမ်းတန်တန်သီလကိုချိုးဖောက်တဲ့အစားတွေတော့ပါမယ်မထင်ပါဘူးဟုတ်လားတကယ်ကြီးမိုက်မြအေးတတ်တယ်ဆိုတဲ့အဆင့်ရှိမယ်လို့ဦးဇင်းတို့မထင်ဘူးဟုတ်လားခိုးတယ်ဆိုတာတွေရှိမယ်လို့ဦးဇင်းတို့မထင်ဘူးဟုတ်လားအဲ့ဒီတတ်တယ်ခိုးတယ်ဆိုတာတွေလောကကြီးမှာအဲ့ဒါတွေလှုပ်တဲ့လူနဲ့အဲ့ဒါတွေမလှုပ်တဲ့လူဘယ်ဟာကများမယ်ထင်လို့အဲ့ဒါတွေလှုပ်တဲ့လူတွေကများတာပေါ့နော်အဲ့ဒါလောက်ကြမ်းကြမ်းထန်ထန်သီလကိုဖောက်ပြက်ပြီးဆိုလို့ရှိရင်လေကျမ်းရင်ကျမ်းတဲ့လောက်သူလည်းပဲလာမှာပဲခက်မှာပဲဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကနှစ်90လုံးဝတ်တွေကိုရဲဆက်ဆက်တတ်ပြီးတော့သားမယားကိုလှုပ်ကြွေးခဲ့တာဘယ်သူတို့ဒီပိသက်ကြီးသိတယ်ပြောစမ်းမှဘယ်သူတို့စုံတာနော်တိပိသားတွေကြီးပြောမှာနော်တခါကြီးမိုက်မြအေးအဲ့ဒီစုံတာကသေဂာနီးကြတော့လေဘာဖြစ်တော့ယောဂါကကတ်လာတယ်ငရဲမီးကသူ့ကိုလားလောင်တယ်လို့ပြောတာပဲသူကသိကျမ်းနဲ့ကျမ်းလောက်အောင်ထိသူဖောက်ဖြက်ခဲ့လို့ကျမ်းတာနဲ့တန်တာသူရတယ်အဲ့ဒီမှာအိမ်တကားပေါက်ကိုပဲပိတ်ထားလိုက်တော့လေအိမ်သားတွေကလည်းသူများမြင်မှာရှက်လွန်းလို့အဲ့ဒါအိမ်ကန်းထဲမှာလေးပဲထောင်းပြီးတော့သွားတယ်ဝက်လို့អော်တယ်လို့ဆိုတယ်အဲ့ဒါဘေးကလူတွေကလူသန်းလို့ကိုမသိဒီတဲ့ကြောက်စရာကောင်းတယ်နော်ခုလောကကြီးမှာလည်းသွားကြည့်နော်ဆေးရုံတို့ဘာလို့သွားကြည့်ဝက်လို့နွားလို့អော်နေတာတွေအများကြီးရှိတယ်နော်တခါကြီးမိုက်မြဒါစုံဓာတ်ဆိုလို့စုံဓာတ်တစ်ယောက်တည်းကိုစိတ်မရောက်နဲ့စုံဓာတ်နဲ့တူတာတွေလောကကြီးမှာအများကြီးရှိဟုတ်လားအဲ့ဒါလေးဘက်ထောက်သွားပြီးတော့ဝက်လို့អော်နေတာအဲ့ဒါယဟန်တွေကမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားစုံနာတိတ်ပုံအိမ်ထဲမှာဝက်တွေကိုတတ်နေတာ9ရက်တောင်ရှိပြီအဲ့ဒါ9ရက်လောက်អော်နေတာရှင်သားတို့ဝက်တွေကိုတတ်နေတာမဟုတ်ဘူးသူကိုယ်တိုင်ဝက်လို့អော်နေတာဘုရားကတော့မြင်တာပေါ့ဗျာအဲ့ဒီမှာယဟန်တွေတော်တော်လန့်အဲ့ဒီလိုဝက်လို့អော်ပြီးတော့သေးပြီးတော့မှသူအဝီကြီးငရဲကိုရောက်တယ်ဒီမှာမြတ်စွာဘုရားအဖိုးမဖြတ်နိုင်တဲ့တရားလေးတစ်ခုပြောပြတယ်ဣဒာသောစတိပိစ္ဆာသောစတိပါပကာရိဥပယတသောစတိသောစတိသောဝိဟိညတိဒိဋ္ဌဝါကမ္မကိလေသာမတနောပါပကာရိစောင့်စည်းခြင်းထိမ့်သိမ်းခြင်းမရှိဘဲမကောင်းတာတွေကိုပြုလုပ်လို့ရှိတဲ့ပုဂ္ဂိုလ်တို့သည်ဣဒာသောစတိဒီဘဝမှာလည်းစိုးရိမ်ရတယ်ပိစ္ဆာသောစတိနောင်ဘဝမှာလည်းပဲစိုးရိမ်ရတယ်မကောင်းတာတွေကိုမထိမ့်မဲမသိမ့်မဲနဲ့စိတ်ရှိလက်ရှိအလိုလိုက်ပြီးတော့လုံမယ်ပြောမယ်ဆိုရင်ဒီဘဝလည်းစိုးရိမ်ရတယ်နောင်ဘဝလည်းစိုးရိမ်ရဣရာသောစတိပိစ္ဆာသောစတိပါပကာရိဥပယထသောစတိဥပယထဒီဘဝနောင်ဘဝနှမဆုံးသောဘဝတို့မှသောစတိစိုးရိမ်ရတယ်နောက်ထပ်ဘယ်နေရာမှာစိုးရိမ်ရသေးလဲဆိုဒိဋ္ဌဝါကမ္မကိလေသာမတ္တနောအတ္တနောမိမိရဲ့ကမ္မကိလေသာညင်နွမ်းတဲ့အလုတ်တွေအပြောတွေကိုဒိဋ္ဌဝါမြင်ပြီးတော့သောထုပုဂ္ဂိုလ်သည်သောစတိဆိုရင်ရ၏သောထုပုဂ္ဂိုလ်သည်ဝိဟိညတိပင်မရ၏ကိုလှုပ်ထားတဲ့ကိုပြောထားတဲ့အလုတ်တွေအပြောတွေရဲ့ညင်နွမ်းမှုတွေကိုကိုယ်တိုင်မြင်ပြီးတော့ပိဋကရေလှုပ်ပြီးမှတော့ခေါင်းဆောင်ခြင်းလို့မရတော့ဘူးမြင်ရတာပဲနော်ပြောပြီးမှတော့ခေါင်းဆောင်ခြင်းလို့ရသေးလားမျက်နှာလွှဲမင်းအရိနာနေတော့မင်းငါနဲ့မဆိုင်တော့ဘူးလို့လှုပ်ခြင်းလို့ရသလားမရဘူးကိုယ်တိုင်လှုပ်ထားတာကိုနော်အတ္တနောမိမိရဲ့ကမ္မကိလေသာညင်နွမ်းနေတဲ့အလုတ်တွေအပြောတွေကိုဒိဋ္ဌဝါကိုယ်တိုင်မြင်ပြီးတော့သောထုပုဂ္ဂိုလ်သည်သောစတိစိုးရင်ရတဲ့ဝိဟိညတိပင်ပန်းရတယ်စိုးရင်ပြီဆိုမှတော့ပင်ပန်းပြီပေါ့ဟုတ်လားငါလှုပ်ထားတဲ့လူတွေကဘယ်တော့မှအကျိုးပေးမှာတော့စိတ်မချမ်းသာဘူးမသက်သာဒီဆင်းရဲတွေဘယ်သူကလာပေးတာလဲမဆောင်စည်းမှုမထိမ့်သိမ့်မှုကပေးတာဟုတ်လားဒါကြောင့်မဆောင်စည်းရတာမထိမ့်သိမ့်ရတာများလွယ်သလောက်ခက်တယ်ဗျာပိဋကပါလေလွယ်သလောက်ခက်တယ်လုံရတာတော့အင်မတန်လွယ်တယ်ဖြည့်ရှင်းရတာသိခက်တယ်နော်လုံရတာပြောရတာအင်မတန်လွယ်သလောက်နောက်ဆက်တွဲဖြည့်ရှင်းရတာပါလေအင်မတန်ခက်တယ်ခုနကတော့သိမ့်ပိုက်တာနဲ့သိမ့်မထူးဘူးနော်တခါကြီးမိုက်မြအေးဒါကြောင့်မြတ်စွာဘုရားကတိ
တိတိကျကျပဲနော်ကိုလှုပ်ထားတဲ့မကောင်းမှုကိုယ်တိုင်မြင်ပြီးတော့စိုးရိမ်ရလိမ့်မယ်ပင်ပန်းရလိမ့်မယ်တဲ့ဒါကြောင့်လွယ်ပေမဲ့လို့အဲ့ဒါကိုလုံးမိရင်တော့အခက်ကြုံလိမ့်မယ်လို့မှတ်ရမယ်နော်တခါကြီးမိုက်မယ်အေးခက်ပေမဲ့လို့ကြိုးစားပြီးတော့စောင့်စည်းရမှာပဲကြိုးစားပြီးတော့ထိမ့်သိမ်းရမှာအဲ့ဒီလိုကြိုးစားပြီးတော့စောင့်စည်းမယ်ထိမ့်သိမ်းမယ်ဆိုလို့ရှိရင်ကိုကျင့်တတ်မယ်အားရမယ်ကိုငါတန်ဖိုးရှိတဲ့လူတစ်ယောက်ပါလားလို့သိရရင်ဘာတွေကိုပိုင်ရတာနဲ့မှမတူတဲ့ခံစားချက်မျိုးရလိမ့်မယ်ကိုပိုင်လိုက်တာလေးဟာတော်တော်ကောင်းတယ်လို့ကိုယ်တိုင်သိတယ်ဟုတ်လားတခါကြီးမိုက်မယ်အေးဒါကြောင့်စောင့်စည်းထိမ့်သိမ်းရတာဟာခက်ပေမဲ့လို့ရေရှိမှအကျိုးမရှိဘူးလားအကျိုးအများကြီးရှိတယ်လက်တွေ့ဗျာသီလဆိုတော့တမာရိရဲ့တရားပညာရဲ့တရားဖြစ်တဲ့ကြီးကျယ်မယ်မြင့်မြတ်မယ်မြတ်စွာဘုရားဟောထားတဲ့အများကြီးရှိပါတယ်နောက်ဆုံးနိဗ္ဗာန်ထိတခါတဲ့အကျိုးတွေဇက်တိုက်ဒီလိုသွားတယ်လို့ဆိုဟုတ်လားအေးတကယ်လို့ကိုကအလွယ်ကြိုက်မယ်ဆိုလို့ရှိရင်တော့ခက်လိမ့်မယ်ဟုတ်လားဦးဇင်းတို့စာပေထဲမှာပေးတဲ့တို့လည်းသိပါတယ်သတိပေးတဲ့အနေနဲ့ထပ်ပြီးတော့ပြောပြမယ်မဆောင်စည်းမထိမ့်သိမ့်တဲ့ပုံကိုယ်တွေဟာဘေးကြီးလေးမျိုးစိုက်တတ်တယ်လို့ဆိုတယ်ပေးတဲ့ဘေးဘယ်နှမျိုးလဲ၄မျိုးနံပါတ်1အတ္တနုဝါဒဘေးကိုဆွတ်ဆွဲတဲ့ကဲ့ရဲ့တဲ့ရှုံချတဲ့ဘေးနော်နံပါတ်2ပရာနုဝါဒဘေးကတိတဲ့လူတွေကအထင်သေးတဲ့ဘေးသူများကအထင်သေးနေတာကိုလည်းသိတာပဲသိရင်ကိုယ်စိတ်ထဲပဲခံရခက်တယ်အဲ့ဒါလည်းဘေးသင့်နေတာပဲတခါကြီးမိုက်မြတ်ကိုကအထင်သေးတရားတွေလုပ်ပြီးတော့ပဝန်းကျင်ကကိုယ့်ကိုအထင်ကြီးပါစေဆိုလို့ဖြစ်မလားအေးအဲ့ဒီလိုပရာနုဝါဒဘေးသူတစ်ပါးရဲ့ကဲ့ရဲ့ရှုံချအပြစ်တင်အထင်သေးတဲ့ဘေးကိုခံရမှာပဲမလွယ်နိုင်ဘူးနော်တခါကြီးမိုက်မြတ်အေးအတ္တနုဝါဒဘေးပရာနုဝါဒဘေးနောက်ဒန္တဘေးတဲ့တိတ်ဆိုးသွားလာရင်ဒဏ်ခတ်ခံရမယ်ထောင်ကျမယ်ငွေရော်ရမယ်ဟုတ်လားအေးနောက်ပါလဲဒုက္ခတိဘေးတဲ့သေပြီးတဲ့နောက်မှာမကောင်းတဲ့နေရာတွေကိုရောက်တတ်တယ်တဲ့ဒါကြောင့်လွယ်သလောက်ခက်တယ်တဲ့မဆောင်စည်းရတာမထိမ့်သိမ်းရတာများဟုတ်လားတကယ်မိုက်မြပြစ္ဆုတ်ပံလည်းခက်တယ်တန်တရားလည်းခက်တယ်ကြားဘူးတယ်နော်ဒုသနာတော်တို့ကြားဘူးတယ်နော်အေးအဓိပ္ပာယ်ကဘာပြောတာလဲငရဲကနေလှမ်းអော်တာငါတို့လုတ်ခဲ့တာမှားပါပြီလူဘဝရောက်ရင်တော့တို့ဒါမျိုးမလုပ်တော့ပါဘူးနောင်တရလို့ဘာလုပ်နေတာလဲလို့မေးရင်ဖြောင်းချက်ပေးနေတာပိဋကဘာလုပ်နေတာလဲဖြောင်းချက်ပေးနေတာသိတနာတရားကောင်းတယ်နော်အေးဒါကြောင့်မဆောင်စည်းမထိမ့်သိမ်းခြင်းသည်လွယ်သလောက်ခက်တယ်ဆောင်စည်းခြင်းထိမ့်သိမ်းခြင်းသည်ခက်သလောက်ရေရှိမှလွယ်ကူစေလိမ့်မယ်လို့ကိုအဲ့ဒါလိုနားလေသဘောပေါက်ပြီးတော့ခက်ပါတယ်ဆိုတဲ့ဆောင်စည်းခြင်းထိမ့်သိမ်းခြင်းကိုပဲတစပုပ်ပြီးတော့ကြီးကျယ်လာအောင်ကြိုးစားရပြီဘူးလားကြိုးစားရမယ်ဟုတ်လားအေးနှစ်ပိုင်းပြီးသွားနော်သိမ့်ပိုက်ခြင်းနဲ့ဆွန့်လွတ်ခြင်းစောင့်စည်းခြင်းနဲ့ဗျံပရာနေခြင်းနှစ်တွဲပြီးသွားပြီနော်ဒီနောက်ဆုံးအဆင့်မြင့်ဆုံးအတွဲကိုသွားရအဲ့ဒါပါလေဘာဝနာပိုင်းဆိုင်ရာရောက်လာပြီပိဋကရေဘယ်ရောက်လာပြီတော့ဘာဝနာပိုင်းဆိုင်ရာရောက်လာဘာဝနာဆိုတော့ဦးဇင်းတို့အတူချုပ်ပဲပြောကြပါစို့သမထဘာဝနာရဲ့ဝိပဿနာဘာဝနာရဲ့လို့နှစ်မျိုးရှိအာယုန်တစ်ခုတည်းမှာစိတ်ကိုတီးအောင်ငြိမ်အောင်ထားပြီးတော့မကောင်းမှုတွေကိုခွာထားတယ်ဆိုရင်ဒါသမထပေါ့နော်ဖြစ်ပေါ်တိုင်းအာယုန်တွေကိုဖြစ်နေတိုင်းမှာဖြစ်နေတဲ့အတိုင်းလေးရိုးရိုးလေးသိနေတယ်အဲ့ဒါဝိပဿနာပေါ့ဒါရှင်းရှင်းလေးပြောတာနော်အာယုန်တစ်ခုတည်းကိုပဲဒီပြင်ဟာတွေမသိနဲ့လို့ထိမ့်ချုပ်ပြီးတော့သိပြီးတော့လောဘဒေါသကင်းအောင်နေနေရင်သမထဟုတ်လားအဲ့ဒီသမထတဲ့ဝိပဿနာကြတော့ဖြစ်အောင်လုပ်နေတာမဟုတ်ဘူးဖြစ်နေတာကိုသိတာပိဋကဝိပဿနာဆိုတာဖြစ်အောင်လုပ်တာလားဖြစ်နေတာကိုသိတာလားအေး तू ဘာမှဖြစ်အောင် तू မလုပ်ဘူး तू ကဘေးကနေလွတ်ပဲ तू ကကြည်တာဒါကြောင့်ဦးဇင်းတို့မဟာကြီးစတော်ကြီးရဲ့ဆရာဖြစ်တဲ့ပထမင်းကွန်းစေတုံစတော်ကြီးဘာပြောထားလဲဖြစ်အောင်လည်းမလုပ်နဲ့ပြက်အောင်လည်းမလုပ်နဲ့ဖြစ်တာပြက်တာသိပါစေအင်မတန်နှစ်သာရနဲ့ပြီးသွားဟုတ်လားဖြစ်အောင်လည်းမလုပ်နဲ့ပြက်အောင်လည်းမလုပ်နဲ့ဖြစ်တာပြက်တာသိပါစေဖြစ်အောင်လုပ်တော့လောဘပြက်အောင်လုပ်တော့ဒေါသဖြစ်တာပြက်တာမသိတော့မောဟကဒါနေတိုင်းရွတ်နေဖို့ကောင်းတယ်ဟင်တခါကြီးမိုက်မြတ်ဖြစ်အောင်လည်းမလုပ်နဲ့ပြက်အောင်လည်းမလုပ်နဲ့ဖြစ်တာပြက်တာသိပါစေနော်ဖြစ်အောင်လုပ်တော့လောဘဟုတ်တယ်တခါလေတရားထိုင်ရင်းနဲ့လောဘတွေဖြစ်နေတာတခါလေကိုကတရားလေးထိုက်တော့မှတ်ဘူးတော့အေးချမ်းမှုလေးငြိမ်းချမ်းမှုလေးကရဘူးထားရောနောက်တစ်ခါထိုင်တော့မသိမသာစိတ်ထဲကအဲ့ဒါကိုလိုချင်နေရောအဲ့ဒါရဖို့အတွက်ကြိုးစားပြီးတော့ကြိတ်ပြီးတော့ခဲပြီးတော့လှုပ်ရောလမ်းကချွဲချော်ပြီးတိတရားရှိတာလေးတိတဲ့အလုပ်ကိုလုပ်ရမယ့်ကိစ္စကိုချမ်းသာကိုသူ့အတ္တနဲ့ရှားနေတာပိဋကရသေးလား
အဲ့ဒီလိုရခြင်းတဲ့ဇောဒီကက်နေနေငကိုတုံးကလောက်တောင်မှမငြိမ်းချမ်းတချို့ပြောတယ်နော်ငါငကိုတုံးကဒီလိုငြိမ်းချမ်းတာလေးရလိုက်တယ်တခါပဲရလိုက်တယ်နောက်မရတော့ဘူးတဲ့အဲ့လိုပြောတာတွေကြားဘူးလားကြားဘူးတယ်ဟုတ်လားအဲ့ဒါဘာလုပ်နေအောင်ဆိုဖြစ်အောင်သူလုပ်နေတာဝိပဿနာဆိုတာဖြစ်အောင်လုပ်ရမှာလားမဟုတ်ဘူးဖြစ်တာပြက်တာသိရမှာနော်ဖြစ်အောင်လုပ်တော့ပါလေလောဘတဲ့ကဲပြက်အောင်လုပ်တော့ဒေါသတဲ့ဟောတခါတလေကျတော့ခန္ဓာကိုယ်ကငြိမ်ငြိမ်လေးထိုင်နေမှလို့ပေါ်ပြီးပေါ့ဝေဒနာတွေကသွေးလေးအသွားလာတဲ့ကတိကောက်တွေဖြစ်တော့ပေါ်ပြီးပေါ့ဒုက္ခဝေဒနာတွေကဟုတ်လားအဲ့ဒီလိုဒုက္ခဝေဒနာတွေပေါ်လာတော့ဘာဖြစ်ချင်ပျောက်ချင်လာတယ်ဟုတ်လားပျောက်ချင်လာတော့အဲ့ဒါကိုပျောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အတင်းတွန်းပြီးတော့မှတ်ကြရောပိဿရေပျောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့မှတ်ရမှာလားသိရမှာလားမဟုတ်ဘူးပျောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့သိရမှတ်ရမှာမဟုတ်ဘူးသိဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့သိရမှတ်ရမှာအဲ့ဒါကဘာလဲဆိုတာကိုသိဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့မှတ်ရသိအောင်မှတ်ရမှာလားပျောက်အောင်မှတ်ရမှာသိအောင်မှတ်ရမှာသိတာကပညာပျောက်ချင်တာမပျောက်ရင်အလိုမကျတဲ့ဒေါသကဝင်တော့တာတရားထိုင်ရင်လည်းအဲ့ဒါအကုသိုလ်ဖြစ်နေတာနော်ဖြစ်အောင်လုပ်ရင်လောဘပြက်အောင်လုပ်ရင်ဒေါသတခါတခါကျတော့ဖြစ်အောင်လည်းမလုပ်ဘူးပြက်အောင်လည်းမလုပ်ဘူးဘာဖြစ်နေဆိုတော့ဘာဖြစ်နေမှကိုမသိဖြစ်တာပြက်တာဘာမှမသိတော့အဲ့ဒီလိုဖြစ်တာပြက်တာမသိတော့ပါလေမောဟအဲ့တော့ဝိပဿနာဆိုတာဖြစ်နေတာကိုသိတာဖြစ်အောင်လုပ်တာမဟုတ်ဘူးနော်ဖြစ်နေတာကိုသိတာအဲ့ဒီလိုသမထဘာဝနာဝိပဿနာဘာဝနာမှာဘာပြဋ္ဌာန်းလဲဘာအရေးကြီးဆုံးလဲဆိုတော့တတိပြဋ္ဌာန်းတယ်ပြီးတယ်ဘာပြဋ္ဌာန်းလဲတတိပြဋ္ဌာန်းတယ်အဲ့ဒီတတိကလေးရှိနေရင်သမထလည်းပဲသွားတာပဲကောင်းတာပဲအဲ့ဒီတတိကလေးရှိနေရင်ဖြစ်ရပေါ်ရထင်ရှားရအာယုံလေးပေါ်မှာတတိလေးကစီပြီးတော့လိုက်နေတယ်ဒါလေးကိုတိပြီးတော့နေနေတယ်ဆိုလို့ရှိရင်အဲ့ဒီဝိပဿနာကိစ္စကလည်းဗာလဲပြီးပြန်တာပဲဟုတ်လားတတိလေးရှိလိုက်ရင်နောက်ကျတော့ပညာကတဖြည်းဖြည်းနဲ့သိလာတယ်ကြည်ပါများတော့သိတယ်ပေါ့ဗျာဟုတ်လားအေးအဲ့ဒါလို့တတိနဲ့နေတယ်မမေ့ပဲနဲ့နေတယ်တတိဆိုတာကိုလေမမေ့ခြင်းလို့ဘာသာပြန်တော့တချို့ကငကိုတုံးကဟာတွေကိုမှတ်မိတဲ့သင်ညာနဲ့ရောတတ်တယ်တတိကသင်ညာမဟုတ်ဘူးနော်မှတ်ဉာဏ်မဟုတ်ဘူးဟုတ်လားတခါကြီးမိုက်မြမှတ်ဉာဏ်မဟုတ်ဘူးတတိဆိုတာဘာလဲဆိုရင်လုံးလုံးစေဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသူ့အရှိသဘောအတိုင်းကိုတိတိကျကျမှန်မှန်ကန်ကန်သိနေတာအဲ့ဒါတတိဟုတ်လားသင်ညာဆိုတာကအဲ့လိုမဟုတ်ဘူးသင်ညာဆိုတာဘာလဲသင်ညာဆိုတာတန်လတ်နဲ့တူတယ်မဟုတ်တာကိုအဟုတ်ထင်ပြီးတော့မှတ်ထားတာလူမဟုတ်တာကိုလူလို့သိတယ်အယောင်တွေကိုမှတ်တယ်ပုံသဏ္ဍာန်တွေကိုမှတ်တယ်အမျိုးမျိုးမှတ်တယ်ကောင်းတယ်ဆိုတယ်အမျိုးမျိုးမှတ်တယ်သင်ညာနဲ့အင်မတန်ကျဲတယ်နော်မြင်တာကိုသင်ညာဖုံးတော့သင်္ကာမကင်းဖြစ်တတ်တယ်ဆိုတော့ကြားဘူးတယ်မဟုတ်လားအေးသင်ညာတွေဖုံးတယ်သင်ညာဆိုတာတန်လျက်နဲ့တူတယ်တန်လျက်ဆိုတာရေးနဲ့နေပူတဲ့အခါမှာထလာတယ်ဘွေးရကြည့်လို့ရေတွေလို့ထင်တယ်တကယ်ရေဟုတ်သလားမဟုတ်ဘူးသင်္ကြန်ခန္ဓာဆိုတာတန်လျက်နဲ့တူတယ်အလေးညာသဘောပဲတကယ်စင်စစ်ကနော်တကယ်ကြီးမိုက်မြအဲ့တော့တတိနဲ့သင်ညာဆိုတာအင်မတန်ကွာခြားတယ်တတိဆိုတာဘာလဲဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းဖြစ်နေတဲ့အခိုက်အတန့်မှာဒီတိုင်းလေးယူလေးသိတာအဲ့ဒါဘာလဲတတိအဲ့ဒီလိုတတိကလေးနဲ့ရုပ်ပိုင်းဆိုင်ရာဖြစ်လာသည်ဖြစ်စေတွေးတာတွေဖြစ်စေခံစားတာတွေဖြစ်စေမိမိခန္ဓာကိုယ်မှာဖြစ်ပေါ်တိုင်းထင်ရှားတဲ့တရားတွေကိုတိပြီးတော့နေနေတယ်ဆိုလို့ရှိရင်အဲ့ဒါဘာလဲဝိပဿနာရှုနေတယ်ဒါတတိပဋ္ဌာန်အလုပ်ကြီးတစ်ခုလုံးကိုဦးဇင်းတို့အကျဉ်းချုပ်ကလေးပြောပြတာနော်တခါကြီးမိုက်မြအဲ့ဒါလို့တတိနဲ့နေရတာနဲ့တတိနဲ့မနေပဲနဲ့မေရောအာယုန်တွေခေါ်ရနောက်ကိုလိုက်ပြီးတော့မျောပြီးတော့ဖြစ်တယ်လို့ပဲနေလိုက်တာနှစ်မျိုးရှိတယ်နော်နေခြင်းကတတိနဲ့တခါတဲ့ဖြစ်နေတာကိုသိပြီးတော့နေတာတတိမပါတာကအတိမပါတော့ဘဲနဲ့ဖြစ်တယ်လို့နေလိုက်တာဖြစ်နေတာကိုသိတာနဲ့ဖြစ်တယ်လို့နေတာနဲ့တူသလားမတူဘူးအင်မတန်ကွာခြားတယ်ကြိုးချင်းကပ်ပြီးတော့သွားနေတဲ့လူနှစ်ယောက်လိုပဲဟုတ်လားတခါကြီးမိုက်မြအေးအဲ့ဒီတော့တတိနဲ့နေရတာနဲ့ဖြစ်တယ်လို့နေရတာဘယ်ဟာကလွယ်ဖြစ်တယ်လို့နေရတာကလွယ်တယ်လွယ်လို့လည်းပဲအဲ့လိုပဲနေကြတာပဲမဟုတ်လားဟင်တခါကြီးမိုက်မြလွယ်တယ်လို့ပဲနေကြတာဒါဦးဇင်းတို့လည်းဒီတိုင်းပဲနော်ဒကာဒကမတို့အကြည့်ဦးဇင်းတို့ကပလင်ပေါ်ကနေပြီးတော့ဟင်းဟောင်းပြောနေတာမဟုတ်ဘူးဟုတ်လားတခါကြီးမိုက်မြဖြစ်တယ်လို့နေကြတာမြတ်စွာဘုရားကအဲ့ဒါကြောင့်ဖြစ်တယ်လို့မနေကြနဲ့ဖြစ်နေတာလေးကိုတိပြီးတော့နေကြအဲ့ဒါဆိုရင်မင်းတို့ထင်တာနဲ့တကယ်ဖြစ်နေတာနဲ့ဘလောက်ကွာခြားသလဲဆိုတာမင်းတို့သိလိမ့်မယ်ဟုတ်နော်တခါကြီးမိုက်မြခုဒကာဓမ္မတို့ဦးဇင်းတို့တွေကဖြစ်တယ်လို့နေတာဖြစ်နေတာကိုမသိတဲ့အခါကျတော့ဖြစ်နေတာနဲ့ကိုထင်တာနဲ့ကလုံးဝပါစင်အောင်လွဲနေတယ်ဖြစ်နေတာကတစ်မျိုးကိုထင်တာကတစ်မျိုးနော်ဖြစ်နေတာကဘာလဲတစ်မျိုးကိုထင်တာကတစ်မျိုးအဲ့ဒီမှာပြဿနာတွေအကြီးကျယ်တက်တယ်လွဲမှားမှုတွေကအဲ့ဒီကစဟုတ်လားတခါကြီးမိုက်မြဒါကြောင့်ဖြစ်တယ်လို့နေတာဟာအင်မတန်လွယ်တယ်ဟုတ်လား
ဖြစ်နေတာကိုတိနေတဲ့တတိနဲ့နေရတာကြတော့အင်မတန်ပါလေခက်တယ်တဲ့အင်မတန်ခက်တယ်အဲ့ဒီခက်တာကိုပဲကြိုးစားပြီးတော့လုပ်ရမယ်လွယ်တဲ့လမ်းကိုလိုက်မယ်ဆိုပြီးတော့တရားဓမ္မတို့ဦးဇင်းတို့တွေဖြစ်တယ်လို့ပဲနေကြမယ်ဆိုရင်တော့ဖြစ်နေတာကိုသိနေတဲ့လူနဲ့အင်မတန်ကွာခြားသွားလိမ့်မယ်အဲ့ဒီကွာခြားချက်ထူးခြားချက်ကလေးနှစ်ခုကိုတရားဓမ္မတို့ရဲ့နားထဲမှာရိုးနေအောင်ကြားဘူးတဲ့ဂါထာလေးနဲ့ဦးဇင်းကပ်ပြီးတော့ရှင်းပြမယ်တို့ကြားဘူးတဲ့ဂါထာလေးကဘလောက်လေးနဲ့တလဲဆိုတာကိုလည်းသတိထားမိအောင်ပေါ့နော်ဒကာကြီးမကြီးမြဖြစ်တယ်လို့နေတာရဲ့ဖြစ်နေတာကိုသိတယ်ဆိုတဲ့သဘောရဲ့ဘလောက်ကွာခြားတယ်လဲဆိုတာပြောပြအပမရောအမတံပဒံပမာဒောမေဇုနောပဒံအပမထာနာမိယံတိယေပမထာယထာမတာဒါလေးကြားဘူးတယ်နော်အပမဒောအမတံပဒံပမာဒောမေဇုနောပဒံအပမထာနာမိယံတိယေပမထာယထာမတာကြားဘူးတယ်နော်အတောကမင်းကြီးဗုဒ္ဓဘာသာဖြစ်ပြီးတော့အကုန်ပြောင်းလဲသွားတာဒီကာထာကြောင့်လို့လေဒီလူတွေသိတယ်နော်အနောယထာမင်းကြီးပြောင်းလဲသွားတာလေဒီကာထာကြောင့်လို့သိတယ်နော်ကြားဘူးတယ်မို့လားတခါကြီးမိုက်မြအဲ့ဒီကာထာလေးသိကောင်းတယ်သိလားအပမာရောဖြစ်တယ်လို့နေခြင်းတတိကင်းမဲစွာနေခြင်းဆိုတဲ့အပမာဒတရားသည်အပမာရောတတိနဲ့နေခြင်းဖြစ်နေတာကိုသိခြင်းဆိုတဲ့အပမာဒတရားသည်အမတံပဒံမတေယနိဗ္ဗာန်သို့ရောက်ခြင်းဤအကြောင်းဒီဖြစ်နေတာကိုတိနေတဲ့တတိနဲ့နေတယ်ဆိုတဲ့အပမာဒသည်မတေယနိဗ္ဗာန်သို့ရောက်ခြင်းရဲ့အကြောင်းတဲ့သူနိဗ္ဗာန်ဘက်ကိုဥလှည့်နေတယ်မြင်အောင်ကြည့်နော်အပမာဒောအမတံပဒံပမာဒောမေဇုနောပဒံပမာဒောဖြစ်နေတာတွေကိုမသိဘဲနဲ့ဖြစ်တယ်လို့နေခြင်းဆိုတဲ့ပမာဒတရားသည်မေဇုနောပဒံသိခြင်းရဲ့အကြောင်းဒီသိရလိမ့်မယ်တဲ့အဖမှန်သိရလိမ့်မယ်တတိမေ့ပြီးတော့ဖြစ်တယ်လို့နေမယ်ဆိုရင်ဖြစ်တယ်လို့နေခြင်းဒီမောဟနဲ့နေတယ်မောဟနဲ့နေလို့ရှိရင်လိုချင်တရားတွေ့ရင်လိုချင်မယ်မကျေနပ်စရာတွေ့ရင်မုန်းတိမယ်ကြိုက်ရင်လိုက်မယ်မကြိုက်ရင်တိုက်မယ်ဒါဖြစ်တယ်လို့နေခြင်းရဲ့အကျိုးဆက်မို့လားဟင်တခါကြီးမိုက်မြဖြစ်တယ်လို့နေရင်ပါလဲကြိုက်ရင်လိုက်မယ်မကြိုက်ရင်တိုက်မယ်ဝါသနာသဘောတွေနော်ဒါဘယ်သူမှသင်ပေးစရာမလိုရေလိုနှိမ့်ရစီးနေတဲ့သဘောတွေဟုတ်လားတခါကြီးမိုက်မြအဲ့ဒီအတိုင်းသွားရင်ကြိုက်ရင်လိုက်မယ်ဆိုရင်ဒါပြိတ္တာလမ်းကိုဥတည်နေတယ်ပြိတ္တာဘဝတွေနဲ့အမှန်မှန်သိရလိမ့်မယ်မကြိုက်ရင်တိုက်မယ်ဆိုရင်ငရဲလမ်းကိုဥတည်နေတယ်ဟုတ်လားတခါကြီးမိုက်မြဒါကြောင့်ပမာဒဆိုတဲ့မေ့လျော့ခြင်းဟာအဖန်မှန်သိခြင်းရဲ့အကြောင်းပဲတဲ့ဘဝတွေကိုထပ်ပြီးတော့ရှားစီတဲ့အတွက်ကြောင့်နော်ဘာမှဘဝတန်တရားရဲ့အကြောင်းကိုနားမလဲတဲ့အခါကျတော့ဘဝကိုမမောတဲ့စိတ်ဘဝကိုတွေ့တာတဲ့စိတ်ဖြစ်လာဘဝကိုတွေ့တာမမောလာရင်ဘဝတွေကထက်ချီတလဲလဲရနေတော့မှာပဲဘဝတွေထက်ချီတလဲလဲရနေရင်ရတိုင်းတော့ဘဝတွေဟာသိခြင်းနဲ့အဆုံးသတ်ရတယ်အဲ့ဒါဘယ်သူညင်းနိုင်လဲအေးဒါကြောင့်မေ့ပြီးတော့နေတာဟာသိခြင်းရဲ့အကြောင်းမမေ့ဘဲနဲ့နေတာဖြစ်နေတာကိုသိနေတာဒီနိဗ္ဗာန်ရဲ့အကြောင်းဘယ်လောက်ဆန့်ကျင်နေလဲဟိုဘက်ကမသေးရကိုသွားနေတယ်ဒီဘက်ကအဖန်မှန်သေးဖို့ကြိုးစားနေတယ်သဘောပေါက်တယ်နော်အပမဒောအမတံပဒံပမာဒောမေဇုနောပဒံအပမတ္ထာနမိယံတိယေပမတ္ထာယထာမတာနောက်တစ်ပိုက်ဆက်ရှင်အပမတ္ထာနမိယံတိအပမတ္ထာမမေ့မလျော့သောတတိတရားဖြင့်နေကြတဲ့ပုဂ္ဂိုလ်တို့သည်နမိယံတိမသေးနိုင်ကြလေကုန်ဘယ်တော့မှမသေးရကိုရောက်ပြီးတော့သေခြင်းတရားရဲ့အဆုံးကိုရောက်အပမတ္ထာနမိယံတိယေပမတ္ထာယထာမတာရေခြင်းပုဂ္ဂိုလ်တို့သည်ပမတ္ထာမေ့လျော့၍နေကြကုန်၏တေထုံမေ့လျော့၍နေကြကုန်သောတတ္တဝါတို့သည်ယထာမတာသေသောသူတို့နှင့်တူကြကုန်၏မေ့နေတဲ့လူတွေဟာလူသေးနဲ့တူတယ်ဘာရှင်သန်မှုမှမရှိလူသေးဟာဘာကုသိုလ်မှသူထပ်ပြီးတော့မလုံနိုင်တော့ဘူးအဲ့ဒါလိုပဲဒကာဓမ္မတို့ဦးဇင်းတို့မေ့နေတဲ့အခိုက်အတန့်မှာသေသောသူသည်ဘာမှထမလုံနိုင်တယ်လို့သေနေတဲ့တစ်ပင်သည်ဘာမှတိုးတက်ခြင်းစီးပွားခြင်းမရှိတော့တယ်လို့မေ့နေတဲ့အခိုက်မှာသေနေတာနဲ့တူတူပဲလို့ပြောတယ်ဒါကအဓိပ္ပာယ်တစ်မျိုးနောက်ထပ်ဓာတ်ထက်ဦးဇင်းတို့ကြိုက်တဲ့အဓိပ္ပာယ်လေးတစ်ခုထပ်ပြောပြမယ်အဲ့ဒါလေးကိုဟိုတနေ့ကမှဦးဇင်းတို့သင်္ကစားဆရာဘုရားကြီးရဲ့ဓမ္မပဒနေတရားကိုကြည့်တော့အဲ့ဒါလေးကိုအမှတ်တမဲ့ဦးဇင်းတို့သွားတွေ့တယ်တော်တော်သဘောကျတမန်ငါရှံငါအဖြစ်တော့တာမန်အဖြစ်တော့ဦးဇင်းတို့ဒီဦးဇင်းခုနကပြောခဲ့တဲ့အဓိပ္ပာယ်တော့ဦးဇင်းတို့လည်းသိဘူးပြီးသားတခါကြီးမိုက်မြလည်းသိဘူးပြီးသားဖြစ်လိမ့်မယ်နော်အပမတ္ထာနမိယံတိမမေ့တဲ့လူဟာဘယ်တော့မှမသေးတော့ဘူးဟုတ်လားယေပမတ္ထာယထာမတ္တမေ့တဲ့လူဟာလူသေးနဲ့တူတယ်ဒါကြားမှုတယ်နော်အဲ့ဒီမှာနောက်ထပ်အဓိပ္ပာယ်ကအဲ့ဒါလို့မပြောဘူး तू ကဘယ်လိုပြောတော့ဆိုဒါလေးကိုတိတိကျကျစိုက်နားထောင်ဆရာကြီးအနဲ့ပေးတဲ့တိုင်ဦးဇင်းဆိုပြရေခြင်းပုဂ္ဂိုလ်တို့သည်ပမတ္ထာမေ့လျော့၍နေကြကုန်၏တေထုပုဂ္ဂိုလ်တို့သည်မတယထာသေးကြကုန်တဲ့ကဲ့သို့
အပမတ္ထမမေသောပုဂ္ဂိုလ်တို့သည်နမေယန္တိမသေးကြလေကိုမထူးဘူးလို့နဲ့အင်မတန်ထူးသွားတယ်။ဘာပြောတာလဲဆိုမေးတဲ့လူတွေသေတယ်လို့မျိုးမမေးတဲ့လူဟာမသေးဘူးတဲ့။ထပ်ပြီးတော့နားလည်အောင်ပြောမယ်မရှင်းသေးဘူးဒီလူမေးတဲ့လူတွေသေတဲ့ပုံစံအတိုင်းမမေးတဲ့လူတွေဟာအဲ့လိုမျိုးမသေးဘူးတဲ့။မေးတဲ့လူတွေကဘလို့သေတုံးဒါလေးကိုပြောမှဒီလူတွေကပို့ရှင်းတယ်။ဟာဖယားမေတရားမေကုသိုလ်မေတဘာဝတရားမေ့ပြီးတော့နေတဲ့လူတွေသေတဲ့အခါကျတော့ဘလို့သေမတုံးဆိုဆွဲလန်းပြီးတော့သေမယ်။နားလည်တယ်နော်။ကြောက်လန့်ပြီးတော့သေမယ်မလွတ်ချင်မဲနဲ့လွတ်ရမယ်မခွဲချင်မဲနဲ့ခွဲရမယ်ဆွဲလန်းပြီးတော့သေမယ်ကြောက်လန့်ပြီးတော့သေမယ်တွေးတွေးသေမယ်မေ့တဲ့လူတွေဟာလေမမေ့တဲ့လူတွေဟာအဲ့ဒါလိုသေခြင်းမျိုးမသေဘူးတဲ့ကဲမေ့သောသူရဲ့သေခြင်းမျိုးဟာမမေ့သောသူဟာအဲ့ဒါလိုမျိုးမသေဘူးသဘောပေါက်ရလားမေ့တဲ့လူရဲ့သေခြင်းမျိုးမမေ့သောသူမသေနိုင်ဘူးဆိုလိုတာကမေ့တဲ့လူနဲ့မမေ့တဲ့လူဟာအင်မတန်ကွာခြားတယ်သေတဲ့ပုံစံချင်းမတူဘူးမေးတဲ့လူဟာဘလို့သိမှလဲဆွဲလန်းပြီးတော့သိမယ်နော်ပြီးတော့ဗာလဲကြောက်လန့်ပြီးတော့သိမယ်ပြီးတော့ဗာလဲအေးတွေးဝေးပြီးတော့သိမမေးတဲ့လူဟာအဲ့ဒါလိုမျိုးမသိဘူးလို့ပြောတာကဲမေးတဲ့လူရဲ့သိခြင်းမျိုးကြိုက်လာရင်တခါကြီးမိုက်မြတ်မကြိုက်ဘူးဆိုရင်ဘာလုပ်ဖို့လဲဘာလုပ်ဖို့ပဲလို့လဲမမေးဖို့ပဲလို့တယ်ဟုတ်လားဒါကြောင့်မမေးမလျော့နေတဲ့ပုဂ္ဂိုလ်တွေဟာသေဂာနီးမှာအင်မတန်ရဲဝံ့မေးတဲ့လူတွေနဲ့ဆန့်ကျင်ဘက်နော်အခုလူတွေအသေးများလားသေချာကြည့်ဆေးရုံသွားကြည့်မေးတဲ့လူတွေများတဲ့အတွက်ကြောင့်သူတို့တွေးဝေသေကြတာများတယ်နော်တချို့ဆိုကြောက်လန့်မသေးခြင်းပဲတဲ့မခွဲခြင်းပဲနဲ့မျက်ရည်တွေကြားပြီးတော့ခေါင်းအုံပေါ်မှာမျက်ရည်တွေရွှဲပြီးတော့ဒီလိုပဲစိုးစိုးရင်ညှိုးငယ်နဲ့သေသွားကြဘာမှအလားလာမကောင်းဘူးနော်တခါကြီးမိုက်မြတ်ဒါကြောင့်မြတ်စွာဘုရားကအေးလက်ညှိုးနဲ့မြေကြီးကိုတို့ပြီးတော့လူတွေသေရင်ကောင်းတဲ့နေရာရောက်တယ်ဆိုတာဒါလောက်နဲတယ်နော်မကောင်းတဲ့နေရာရောက်တဲ့လူတွေကမဟာပထဝီမြေကြီးမှာရှိတယ်မြေမှုန့်လောက်များတယ်ဆိုတာပြောတာမေးတဲ့လူတွေကမေးတဲ့သေခြင်းမျိုးနဲ့သေသွားကြနော်တွေးဝေးသေမယ်ကြောက်လန့်ပြီးတော့သေမယ်ဆွဲလန်းပြီးတော့သေမယ်မမေးတဲ့လူကြတော့အဲ့ဒါလိုမဟုတ်ဆွဲတယ်ရမရှိဘူးဆိုတာအစာတဲ့ကသာ तू သိတယ်ကြောက်เสียရမရှိဘူးဆိုတာလည်းအစာတဲ့ကစား तू သိတယ်သိထားဖို့လိုတယ်နော်တခါကြီးမိုက်မြတ်ဒီပြင်ပြဿနာတွေကမရှင်းရင်ခေါင်းရှောင်လို့ရတယ်ဒီသေခြင်းဆိုတဲ့ပြဿနာကဘယ်လိုလူမျိုးမှရှောင်လို့မရဒါကိုမျက်နှလွဲခဲပြည့်လှုပ်လို့မရဘူးမသိချင်ဟာဆောင်လို့မရဘူးအင်မတန်ညံနေရရောက်သွားမယ်ဟုတ်လားတခါကြီးမိုက်မြတ်အေးဒါကြောင့်မေးတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒါလိုမျိုးမဟုတ်ဘူးဆန့်ကျင်ပဲမတွေးမဝေးမကြောက်မလန့်ကြီးလင်းသေရလိမ့်မယ်မကောင်းဘူးလားကောင်းတယ်နော်ဦးဇင်းတို့နာရမိန်တထေးကြီးဆိုတာဒီလူတွေအကုန်ကြားလို့တယ်နော်အဲ့ဒီအနာရမိန်တထေးကြီးမှာသမီး3ယောက်ရှိပထမပါလဲမဟာသုဘဒံဒုတိယရှုလသုဘဒံတတိယကသုမနာဒေဝီလို့အဲ့ဒီမှာတန်ဃာတော်တွေကိုတထေးကြီးကဒီပြင်အလှူဒန်းတွေကိုအမြဲတမ်းလိုက်နေတော့တန်ဃာတော်တွေကိုတာဝန်ယူဖို့မဟာသုဘဒကိုတာဝန်ပေးတယ်နောက်မဟာသုဘဒကအချိန်တန်ရွယ်ရောက်အိမ်တော်ရသားကြလင်းနောက်လိုက်သွားတော့နောက်ရှုလသုဘဒအလှည့်ရောက်တယ်နောက်ရှုလသုဘဒကလည်းဒီလိုပဲအိမ်တော်ကြတော့ယောက်ျားနောက်လိုက်သွားရောနောက်သမီးအငယ်လေးကြံတော့အဲ့ဒီသမီးအငယ်လေးကြံတော့အိမ်တော်မပြုတ်တော့ဘာဘူးလို့မပြုတ်တော့ဆိုသူကတဂရာခံဖြစ်နေတာနော်တဂရာခံဖြစ်နေတာအိမ်တော်ပြုတ်လောက်အောင်ကာမရာဂသူ့မှာမရှိတော့ဒါကြောင့်သူအိမ်တော်မပြုတ်ဘူးအဲ့ဒီအပြိုစင်ဘဝနဲ့သူတန်ဃာတော်တွေကိုပြုစုလှုပ်ကျွေးပြီးတော့နေတာအဲ့ဒီလိုကောင်းတာတွေကိုလှုပ်ရင်းနဲ့ဒီလောက်ကြီးကျယ်တဲ့အရိယာငယ်လေးနဲ့သေဖို့ကံကပါလာတယ်အဲ့ဒီမှာကြီးကျယ်တဲ့အနာရောဂါရောက်ပြီးတော့သူကသူသေတော့မယ်ဆိုတာသူသိတဲ့အတွက်ကြောင့်သူ့အဖေကြီးကိုခေါ်ခိုင်းတော့နာရမင်းတထေးကြီးရောက်လာတဲ့အခါကျတော့နာရမင်းတထေးကြီးကသမီးကခေါ်ခိုင်းတယ်ဆိုတော့စိုးရင်စိတ်နဲ့သမီးဘယ်နဲ့တော့နေသာထိုင်သာရဲ့ငါမောင်ရဲ့နေသာထိုင်သာပါတယ်နော်ဖအေးကိုဘယ်လိုခေါ်လိုက်တာငါမောင်လို့ခေါ်လိုက်တာနော်တေခြင်းတရားကိုလုံးဝသူမကြောက်ဘူးနော်ငါမောင်လို့ခေါ်လိုက်တော့တထေးကြီးကလွဲပြီးတော့မြန်ပြောသလားရောင်ကရမ်းမြန်ပြောသလားပေါ့ချစ်သမီးကြောက်လန့်နေသလားရောင်ရမ်းနေသလားအဲ့ဒီတော့ငါမောင်ရဲ့မကြောက်ပါဘူးအဲ့ဒီလိုလေးလည်းပြောပြီးတော့သူပြောချင်ရလည်းပြောပြီးတော့ကျင့်내ပြီးတော့တခါလည်းပြုံးပြီးတော့သေသွားအဲ့ဒီမှာဖေကြီးကလုံးဝစိတ်မချမ်းသာငါသမီးကောင်းတာတွေတစ်လျှောက်လုံးလို့ဘုရားတရားတန်ခါယတနာသုံးပါးဝတ်နဲ့ကြီးပြင်းလာတဲ့သမီးလေးသေခါနီးမှဒီလိုဖြစ်ရတယ်ဆိုတော့ဘလို့မှစိတ်မချမ်းသာဘူးဖေကြီးကအဲ့ဒါနဲ့သမီးလည်းတင်းညိုပြီးတော့မျက်ရည်လည်းရွေးနဲ့တခါလည်းမြတ်စွာဘုရားတည်ရောက်တယ်အဲ့ဒီမှာမြတ်စွာဘုရားတခါကြီးဘလို့ဖြစ်လာတော့
မှန်လားပါဗျာအင်မတန်မြင့်မြတ်တဲ့ဒီသမီးလေးတေဂာနီးမှာဖောက်ပြန်တာတပည့်တော်ယူကျုံမရဘူးဗျာအဲ့ဒါနဲ့ဘာလို့ပြောသမ်းမအောင်ဆိုတော့အကျိုးကြောင့်ပြောပြတယ်တပည့်တော်ကိုဗျာငါမောင်တို့ခေါ်သွားတယ်သွေးယူသွေးတန်းနဲ့တေးရမှာတိတ်ကြောက်ရှာတဲ့နဲ့တူပါရဲ့အဲ့ဒီမှာမြတ်စွာဘုရားကတကားကြီးသင်ရဲ့သမီးဟာတဂရာကဖြစ်တဲ့အတွက်ကြောင့်တေးရမှာမကြောက်ဘူးသင်ကိုငါမောင်တို့ခေါ်သွားတာသင်ဟာသောတာပန်ပဲရှိသေးတယ်သင်ရဲ့သမီးကသင်ထက်တရားအရှင်အတန်မြင့်တဲ့အတွက်ကြောင့်အသက်ချင်းနှိုင်းတာမဟုတ်တရားချင်းနှိုင်းသွားတာသင်ကိုသတိပေးသွားတာအဲ့ဒီကြတော့မှအနာရမင်းတတိကြီးကဩသမီးကလေးမသေးခင်တုန်းကလည်းငါရဲ့ကောင်းကျိုးကိုပြုတ်သွားသေးတာတောင်ငါ့ကိုသတိပေးပြီးတော့တရားဟောသွားတယ်လို့ဝမ်းမြောက်ခြင်းဝမ်းသာခြင်းဖြစ်တယ်လို့ဆိုဒီနေရာမှာဦးဇင်းတို့ပေးတတ်တော့သုံးသပ်ကြည့်ရမယ်နော်တကယ်ဒီစည်းစိမ်တွေဒီပစ္စည်းတွေဒီအတိုင်းဝိုင်းတွေဒီခန္ဓာဒီဘဝကိုခွဲကာနီးမှာအဲ့ဒါလို့သူလှုပ်ချင်တာလေးကိုလှလှပပလှုပ်သွားနိုင်နေဘလောက်အောစရာကောင်းတော့ဘလောက်အားကြစရာကောင်းတော့ဒီအည်သွေးဟာနော်တခါကြီးမိုက်မြအဲ့ဒီအည်သွေးသူဘာကြောင့်ရတယ်လဲမမေ့မလျော့တတိနဲ့နေခဲ့လို့သူရဟုတ်လားတခါကြီးမိုက်မြဖြစ်နေတာလေးကိုတိနေတော့နောက်ဆုံးတော့ခန္ဓာရဲ့သဘောဘဝရဲ့သဘောလောကရဲ့သဘောကိုသူနားလည်လာတယ်နားလည်လာတော့ဘဝဆိုတာငါတို့ထင်တယ်လို့လိုချင်တရားမရှိဘူးမကျေနပ်စရာလည်းမရှိဘူးတကယ်စင်စစ်တော့ဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့သဘောတရားတွေမျှပဲဓမ္မတက်တက်ပဲဒါကိုဆွဲလန်းနေဖို့လည်းမလိုဘူးမကြည်မနှက်ဖြစ်နေဖို့လည်းမလိုဘူးငါဘလို့တားလို့မှလည်းဒီဖြစ်စဉ်ကြီးရက်မသွားဘူးဟုတ်လားတကယ်စင်စစ်ကတော့ဒါကိုနားလည်ပြီးတော့စွန့်လွတ်လိုက်ဖို့ပဲလိုတယ်သူဒါသိတယ်နော်အဲ့ဒီလိုသိတဲ့အတွက်ကြောင့်တဖြည်းဖြည်းနဲ့သူ့ရဲ့ဉာဏ်တွေရင့်လာပြီးတော့မမေ့ခြင်းရဲ့အကျိုးဆက်အနေနဲ့မဲ့ဉာဏ်ဖုန်ဉာဏ်ကိုသူရပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုလို့ဒီလိုသိခြင်းတရားကိုသူလှလှပပစီရင်သွားနိုင်တာမဟုတ်လားအေးအဲ့ဒီမှာမြတ်စွာဘုရားကခုနတုန်းကနဲ့သဘောလေးနည်းနည်းလေးတူတဲ့ဂါထာလေးတစ်ပုဒ်ပြောပြဣရနန္တတိပိစ္ဆနန္တတိကတဘုံညောဥပယထာနန္တတိဘုံဉံမေကတန္တိနန္တတိပင်ယောနန္တတိသူကတိန်ကတောကတဘုံညောကောင်းမှုကိုပြုလို့ရှိသောပုဂ္ဂိုလ်သည်ဝါမမိမလျော့တတိတရားဖြင့်ဒါနသီလဘာဝနာဆိုတဲ့ကောင်းမှုကုသိုလ်ကိုပြုလို့ရှိသောပုဂ္ဂိုလ်တို့သည်ဣရနန္တတိဒီဘဝမှာလည်းပဲနှစ်သက်ရတယ်ဝမ်းသာရတယ်ပိစ္ဆာနန္တတိနောင်ဘဝမှာလည်းပဲနှစ်သက်ရတယ်ဝမ်းသာရတယ်ဥပယထာနန္တတိနှစ်ပါးစုံသောဘဝတို့မှာနှစ်သက်ရတယ်ဝမ်းသာရတယ်ကြည်လင်ရတယ်ရှင်လန်းရမကောင်းဘူးလားဣရနန္တတိပိစ္ဆာနန္တတိကတဘုံညောဥပယထာနန္တတိဘုံညာမေကတန္တိနန္တတိပိယောနန္တတိသူကတိန်ကတောမေငါသည်ပုံညာကောင်းမှုကိုကတန်တိပြုရပေပြီဣတိဤသို့သိ၍ငါကောင်းတာတွေလုပ်ရပေတယ်လို့သိပြီးတော့ဟုတ်လားဘိယောနန္တတိသူကတိန်ကတောတဲ့ဒါထက်ကောင်းတဲ့အခြေအနေတရက်ကိုရပြီးတော့ဝမ်းမြောက်မှုဝမ်းသာမှုဟာဒါထက်ပိုပြီးတော့ကြီးကျယ်လာတယ်နော်ခက်တော့ခက်တယ်နော်ဒါပေမဲ့အဲ့ဒီခက်တာကိုပဲကြိုးစားလုပ်ပြီးတော့ချမ်းသာမှုတွေကိုပို့ပြီးတော့ကြီးလာအောင်လုပ်သွားကြတာဟုတ်လားတခါကြီးမိုက်မြမမေးမလျော့တတိနဲ့နေရတာမခက်ဘူးလားခက်တယ်လွယ်တယ်လို့မဆိုလိုဘူးနော်အလေးချင်းမရှိတာကတကြောင်နားမလဲတာကတကြောင်လှုပ်တဲ့နဲ့လို့မသိသေးတာကတကြောင်အကြောင်းတွေကတော့စုံနေတာပဲဟုတ်လားအေးအဲ့ဒီလိုအကြောင်းမျိုးကြောင့်ခက်တော့ခက်နေကြတာပဲခက်ပေမဲ့လို့အဲ့ဒီခက်တာကြီးကိုပဲကြိုးစားပြီးတော့လုပ်မယ်ဆိုရင်တဖြည်းဖြည်းနဲ့စိတ်ရဲ့ချမ်းသာမှုကြည်လင်မှုဝမ်းသာမှုတွေဟာကိုယ့်ရဲ့တဏ္ဍာကိုရောက်မလာပြီဘူးလားရောက်လာမယ်နော်ဒါကြောင့်ဦးဇင်းတို့ဝေဖို့ဆရာဘုရားကြီးကတရားကိုလာကြိုးစားပြီးတော့လောက်ကြသမ်းပါဗျာတဖွာဖွာပြောတယ်နော်ခုပြောနေတာတွေထက်ပိုပြီးတော့ပျော်ရပါလိမ့်မယ်ဒီလိုကိုသူတို့ကတော့သူတို့ရဲ့လက်တွေ့ဒါသူတို့ပြောသွားကြတယ်ဟုတ်လားတခါကြီးမိုက်ပြအခုပြောနေတာတွေထက်ပိုပြီးတော့အပျော်ကြီးပျော်ရပါလိမ့်မယ်တကယ်အပျော်အစ်စ်ကိုရချင်ဒီခက်တာကိုလုပ်ရမယ်ဟုတ်လားတခါကြီးမိုက်ပြအေးအခုဒကာဓမ္မတို့ဦးဇင်းတို့လွယ်တာလုပ်ပြီးတော့ပြောတယ်ဆိုတဲ့အပျော်ကတော့မကြခင်မှာပဲတိတ်ပြီးတော့ပြင်းစရာကောင်းတာတွေနဲ့ညီကုန်းချိုးရလိမ့်မယ်ဟုတ်လားစောတော်တုန်းကပြောလိုက်တာလေးနဲ့မကံမီလောက်တဲ့ပြင်းစရာတွေစိတ်ရစ်စရာတွေစိတ်ပြက်စရာတွေနဲ့ညီကုန်းချိုးရမယ်ဒါဒီလောက်ထိဒါကိုနားလည်ဖို့ဒီလူတွေအင်မတန်လွယ်ကူလိမ့်မယ်လို့ဦးဇင်းတို့ထင်ပါတယ်ဒါကိုနားမလည်နိုင်လောက်အောင်ထုံထိုင်းလိုက်မယ်လို့ဦးဇင်းတို့မထင်ဘူးဟင်တခါကြီးမိုက်မြတ်တတိမေလျောပေါ်ပေါ်တန်တန်နေရင်တော့တို့အခုပြောရတာနဲ့မကမိတဲ့ပြင်းစရာတွေစိတ်ညစ်စရာတွေရလိမ့်မယ်ဆိုတာတော့ဒီလူတွေသိလိမ့်မယ်လို့ထင်ဟင်အေးခက်ခဲပေမဲ့လို့တတိနဲ့နေမယ်ဖြစ်နေတာကိုသိမယ်
ကြိုးစားပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာမယ်ဆိုရင်ရေရှည်မှာဓာတ်တဲ့ချမ်းသာလာမယ်ဓာတ်တဲ့ပီတိဖြစ်စရာတွေကြုံလာမယ်အတွေ့အကြုံတွေတွေ့လာမယ်ကောင်းလာမယ်လို့ဒီလောက်တော့ယုံကြည်တဲ့စိတ်တွေရှိလိမ့်မယ်လို့ဦးဇင်းတို့ထင်တယ်ဟုတ်လားဒါကြောင့်အဲ့ဒါကိုကြိုးစားပြီးတော့မလုပ်သင့်ဘူးလားလုပ်သင့်တယ်အဲ့ဒါလို့မှမဟုတ်ဖဲနဲ့ဖြစ်တယ်လို့နေမယ်ဆိုရင်တော့လွယ်တယ်သို့တော့အဲ့ဒီအလွယ်ကိုမက်မိရင်တော့အခက်ကြုံရလိမ့်မယ်ဟုတ်လားခက်ပေမယ်လို့ကြိုးစားမယ်ဆိုရင်တော့အလွယ်ကြုံမယ်ဟုတ်လားတခါကြီးမိုက်မြဒါကြောင့်ဦးဇင်းတို့သတိပဋ္ဌာန်တရားရဲ့မူရင်းအကျိုးပေးလေးတရားသိဖြစ်เสียကောင်းပါကြည်လင်ရုပ်ရှင်သီးခံခြင်းကျိုးရင်းနှစ်တန်သတိပဋ္ဌာန်ဆိုနော်တခါကြီးမိုက်မြဦးဇင်းကခုနကဒေဂာနီအကြောင်းတွေကြီးပြောသွားတာနော်မသေးခင်မှာဟောတဲ့မမေ့မလျော့နေတာဘာအကျိုးမှမရှိဘူးသိရှိတာနော်တတိကလေးနဲ့နေမယ်ဖြစ်နေတာကိုနေမယ်ဆိုရင်အကျိုးတွေအများကြီးကိုမပြောဘူးမူရင်းအကျိုးကလေးနှစ်ခုပြောပြထားတယ်ကြည်လင်ရုပ်ရှင်သီးခံခြင်းကျိုးရင်းနှစ်တန်တတိပဋ္ဌာန်နော်ဒီလိုဖြစ်နေတာလေးကိုနေမယ်ကြည့်သိပြီးတော့နေမယ်ဆိုရင်ရုပ်ရှင်ဟာအင်မတန်ကြည်လင်တယ်လို့ဆိုတယ်နော်သူများမြင်ရင်စက်သေးရှိတယ်မင်္ဂလာရှိတယ်အေးချမ်းမှုကိုတစ်ဆင့်ခံစားလို့ရတဲ့ရုပ်ရည်မျိုးပေါ့နော်တခါကြီးမိုက်မြမြင်လိုက်ရရင်ဒီလူဟာအေးချမ်းလိုက်တာဘလူမြန်းနေတာလေအားကြလိုက်တာဘေးကလူတွေမှာအဲ့ဒါလိုညှွတ်သွားစေတဲ့ရုပ်ရည်မျိုးကိုရဖြစ်နေတာကိုသိလို့ရှိရင်လေအဲ့ဒါအကောင်းဆုံးတရားကိုဟောနေတယ်လို့တောင်ဦးဇင်းကထင်တယ်နော်ကိုအေးချမ်းအောင်တတိကလေးနဲ့နေမယ်ဖြစ်နေတာနေမယ်လောဘဒေါသတွေနဲသွားတော့လောဘဒေါသတို့ကြောင့်အကြီးတန်းနေတဲ့ရုပ်ရည်တွေဟာဘာဖြစ်သွားတော့ပျောက်သွားတယ်လောဘကြီးရင်ရုပ်ဆိုးတာပဲဟင်တခါကြီးမိုက်မြဒေါသကြီးရင်ရုပ်ဆိုးတာပဲအဲ့ဒီရုပ်ဆိုးကြောင့်ဖြစ်တဲ့လောဘဒေါသကိုတတ်နိုင်တဲ့လောက်ဖယ်ရှားရင်ဖယ်ရှားနိုင်တဲ့လောက်ရုပ်ဟာဘာဖြစ်လာလဲတန့်ရှင်းလာတယ်လှတာနဲ့မဆိုင်ဘူးနော်ကြည့်လို့ကောင်းတာကိုပြောတာစက်သေးရှိတယ်မင်္ဂလာရှိတယ်အေးချမ်းတယ်ငြိမ်းချမ်းတယ်တည်ငြိမ်တယ်ဒါတွေကိုပြောတာဟုတ်လားအဲ့ဒီလိုတတိကလေးနဲ့နေမယ်ဆိုရင်ကြည်လင်ရုပ်ရှင်တဲ့စကားတခွန်းမှမပြောဘဲနဲ့ပတ်ဝန်းကျင်ကိုအဲ့ဒါတရားဟောနေတာကိုမြင်တဲ့လူတိုင်းကအားကြသူလိုလေးနေကြည့်အောင်မကောင်းဘူးလားအဲ့ဒါအကောင်းဆုံးနှိုးဆွပေးတာဒါကြောင့်ကောင်းအောင်နေခြင်းသည်ကိုကောင်းအောင်နေတာနေတဲ့ကိစ္စပြီးသွားတယ်လို့သူများကိုကောင်းအောင်လုပ်ရလဲပဲပြီးသွားတာပဲဒါကြောင့်မြတ်စွာဘုရားကကိုယ့်ရဲ့အကျိုးကိုလိုတယ်ဆိုရင်မမေ့မလျော့နေသူများရဲ့အကျိုးကိုလိုတယ်ဆိုရင်လည်းမမေ့မလျော့နေနှစ်ပါးစုံသောအကျိုးကိုလိုတယ်ဆိုရင်လည်းမမေ့မလျော့နေတဲ့အဖြေကတစ်ခုတည်းနော်ကိုကျိုးစည်းဝါးလုပ်မယ်ဆိုရင်လည်းမမေ့နဲ့အများကျိုးစည်းဝါးလုပ်မယ်ဆိုရင်လည်းမမေ့နဲ့နှစ်ပါးစုံလုပ်တော့မယ်ဆိုရင်လည်းမမေ့နဲ့အထဒံဝါမိဘိခဝေသံပတ္တမာနေနာလမေဝအပမတောတတိစေတသောမမေ့မလျော့နေမယ်ဆိုလို့ရှိရင်ကိုကျိုးစည်းဝါးကိုလည်းလိုလားရရောက်တယ်သူတစ်ပါးရဲ့အကျိုးစည်းဝါးကိုလည်းလိုလားရရောက်တယ်ဒါကြောင့်မိမိသူတစ်ပါးနှစ်ဦးသားတို့ရဲ့အကျိုးစည်းဝါးကိုလိုလားတယ်ဆိုရင်ဘယ်လိုနေရမှာလဲမမေ့မလျော့နေဒါကြောင့်ကြည်လင်ရုပ်ရှင်နောက်ပါလဲသီးခံခြင်းနဲ့အင်မတန်ကျေပါသီးခံခြင်းဆိုတာပါလဲခံနိုင်ရင်ရှိလာတာလောကရန်တရားတို့ကြောင့်စိတ်ထဲမှာတိတ်ပြီးတော့ပင်ပန်းမသွားတာဆင်းရဲမသွားတာပဂရိကြောက်တောင်ကြီးကိုအရက်လေးမျက်နှာကလာတဲ့လေတွေဟာမလှုပ်ရှားသေးတယ်လို့မျိုးလို့ကျမ်းဂန်တွေထဲမှာအဲ့ဒါလိုဥပမာပေးတယ်နော်တခါကြီးမိုက်မြလေတွေကိုဖယ်ပစ်တာမဟုတ်ဘူးလောကရန်တွေကိုဖယ်ပစ်တာမဟုတ်ဘူးနော်မြတ်စွာဘုရားလောကရန်ကိုဖယ်လည်းမဖယ်ခိုင်းပါဘူးဖယ်လို့ရတဲ့လောကရန်တော့ဖယ်ပစ်ဖို့နော်အေးလောကရန်တွေကိုဖယ်ဖို့တဲ့အဲ့ဒီတွေ့ကြုံနေတဲ့လောကရန်တွေကိုခန္ဓာရင်ရှိအောင်ကြိုးစားတာနော်တော်ယုံတန်ယုံကိစ္စလောက်နဲ့စိတ်မညစ်တော့တာစိတ်မပန်းတော့တာတချို့ရှိတယ်နော်တရားဓာတ်လောက်နဲ့လည်းပဲဝုံတိုင်းကျဲနေတာဟင်တခါကြီးမိုက်မြခံနိုင်သလားမခံနိုင်ဘူးစကားလေးတစ်ခွန်းလောက်နဲ့လည်းပဲမျက်ရည်တောက်ကြတယ်ခံနိုင်သလားမခံနိုင်ဘူးအဲ့ဒါဘာဖြစ်တာသီးခံခြင်းဆိုတာမရှိတာအဲ့ဒါဖြစ်နေတာကိုသိခြင်းဆိုတဲ့တတိလက်လွတ်လို့အဲ့ဒါလိုဖြစ်ရတယ်နော်ဖြစ်နေတာကိုတိနေမယ်ဆိုရင်ကြည်လင်ရုပ်ရှင်သီးခံခြင်းကြိုးရင်းနှစ်တန်တတိပဋ္ဌာန်ဒါမသေးခင်မှာလက်တွေ့ရနိုင်တယ်ကိုယ်တိုင်ကြိုးစားပြီးတော့အဲ့ဒါတွေတကယ်ရပါတယ်ဆိုတာကိုသက်သေပြနိုင်ကြပါစေဟုတ်လားတကယ်မိုက်မြအေးဒါကြောင့်ဖြစ်တယ်လို့နေတာဟာလွယ်ပါတယ်ဒါပေမဲ့ရေရှည်မှာအဆုံးအစမရှိခက်ခဲပါလိမ့်မယ်ဟုတ်လားအေးဖြစ်နေတာကိုသိခြင်းဆိုတဲ့တတိကတော့အင်မတန်ခက်ပါတယ်သို့တော့ရေရှည်မှာနိဗ္ဗာန်အထိလွယ်ပါလိမ့်မယ်နော်ဒါကြောင့်လွယ်မဲ့ရင်တော့အခက်ကြုံလိမ့်မယ်ဘယ်နှပိုင်းပြောသွားလဲ၃ပိုင်းပြောသွားတယ်ဒါနာဆွန့်လွတ်ခြင်းနဲ့သိမ့်ပိုက်ခြင်း
သီလစောင့်စည်းခြင်းနဲ့ဗျံပရာနေခြင်းဟုတ်လားဘာဝနာတရားတတိလက်လွတ်နေခြင်းနဲ့တတိနဲ့နေခြင်းနော်ဒါကြောင့်ပိဋကတို့လွယ်တာရွေးကြမလားခက်တာရွေးကြမလားနော်အေးခက်တာကိုပဲရွေးရလွယ်တာမဲ့မိရင်တော့အခက်ကြုံလိမ့်မယ်ဟုတ်လားဒါကြောင့်လွယ်ကူတဲ့လမ်းကိုမလိုက်ဖဲနဲ့ကြိုးစားရသောအားထုတ်ရသောတန်တရားအဆန်လမ်းကိုကြိုးစားပြီးတော့လိုက်နိုင်ကြပါစေအဲ့ဒီလိုကြိုးစားပြီးတော့အားထုတ်ခြင်းကြောင့်မဲ့ဉာဏ်ဖူဉာဏ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတည်းကဲဦးဇင်းတို့တရားဟောတာတဏှာကြီးတိတိနော်အလွယ်မဲ့အခက်ကြုံနဲ့ကဲဆုံးသက်သွားပြီနော်အားလုံးဆုတောင်းကြရအောင်အမျှဝေကြရအောင်နော်ရေစက်ခွက်ကညအရှင်ဖေယဘုရားတပည့်တော်တို့သည်ယနေ့ယခုလူတန်းရသောဒါနကုသိုလ်သောက်တည်ရသောသီလကုသိုလ်တရားနာယူကြရသောဓမ္မတဝနာကုသိုလ်ဤကဲ့သို့မြားမြတ်သောကုသိုလ်ကောင်းမှုစုစုတို့ကိုပြုလုပ်ကြပါကုန်၏အရှင်ဘုရားဤကောင်းမှုဤကုသိုလ်တို့ဤစွမ်းတတ္တိကြောင့်မဲ့ဉဏ်ဖူဉဏ်မျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုရစေသာအရှင်ဘုရားဤကောင်းမှုဤကုသိုလ်တို့ဤဖို့ဘာကကိုသာသနာတော်ဆောင်နှက်များရှမမင်းများကိုဆောင်နှက်များကျောင်းဆောင်နှက်များအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစထား၍31ဘုံကျင်လီကုန်သောတတ္တဝအနန္တတို့အားထတ်တူထတ်မြကုသိုလ်ဤဖို့ဘာကကိုပေးဝေငှပါ၏အမြရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောအားလုံးကြသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးကြသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးကြသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးကိုယ်စိတ်နှဖျားချမ်းသာကြပါစေ